အရင်မရောက်ဘူးတဲ့သူဒီမှာဘယ်သူပါလဲရှိသလားပါတယ်ဟောအရင်မရောက်ဘူးအဲ့တရားနာဖို့လာတယ်ဆိုရင်တော့ဘုန်းကြီးကတော့ကြိုတင်ပြီးပြောထားမယ်ခေါင်းတော့နည်းနည်းပူမယ်နော်ဟိုရိုးရိုးထိုင်နှားထောင်တော့ထပြန်တော့လို့မရဘူးအများကြီးစဉ်းစားအောင်အများကြီးတောင်းဝန်ယူရမယ်တရားနိုင်ကုသိုလ်ရတယ်ဟုတ်ပါတယ်နာတော့ကုသိုလ်ရတယ်ကုသိုလ်ရပြီးတော့နောက်ဆက်တွဲဘာလုပ်တယ်လဲဘာမလုပ်နောက်တစ်ခါတရားပြန်နာတာပဲအဲ့လိုစင်မရအောင်ဘုရားဘာသာတရားတခြားဘာသာဝင်တခြားတရားတွေနဲ့မတူဘူးခွန်ကြီးကတော့နှိုင်းပြီးတော့လည်းမပြောချင်ဘူးနှိမ်တယ်လို့ဖြစ်မှာစိုးလို့နော်ဒါပေမဲ့မှန်တာတစ်ခုပြောရင်ဘုရားဘာသာတရားနားထောင်လိုက်ယုံလိုက်ယုံနဲ့မပြီးသေးဘူးလောက်ရအောင်မယ်အဲ့လောက်ရအောင်မယ်ဆိုတဲ့အပိုင်းကအင်မတန်ရေးကြီးပါတယ်လက်တွေ့ဆန်တဲ့လက်တွေ့လောက်ရတဲ့ဘာသာတရားဖြစ်ပါတယ်တခြားဘာသာတရားတွေမှာကျင် faith ပြီးသွားပြီ faith တင်ရတော့ work မပါဘူးတခါကြီးဒါကိုသုံးလို့ရအောင်လုပ်ပေးပါဦးဟိုအနောက်ကလူတွေကတော့တက္ကရာဓမ္မတွေကတော့ဒီဗီဒီယိုမြင်ရမှာမဟုတ်ဘူးဟောဒါပါဖွင့်ပေးမယ်တပြိုင်နဲ့ဟုတ်ပြီလုပ်ပေးပါဦးဟိုတခြားမှာတရားပွဲသွားပြီးတော့တရားနာတယ်လို့တော့ဖြစ်မှာမဟုတ်ဘူးเนาะနောက်ပြောက်ကဒီမှာထည့်လို့ရတယ်ဒီနယ်လူကနောက်ကဗီဒီယိုလာလို့ရှိရင်တော့ကျွန်တော်လောက်မဆောက်ဘူးเนาะဒီနားလေးလာပြင်ကျေးဇူးတင်တော့နောက်မှထည့်လို့ရနော်နှစ်ခုတပြိုင်နဲ့ရတယ်။ဒါနဲ့ဒီဘက်ကအတန်းပိတ်ထားတော့ဟိုဘက်ကအတန်းဟိုဘက်ကပဲဟုတ်ပြီအဲ့ဒီကလုတ်ကိုဘုန်းကြီးခဏတုံးလို့ရမလားအဲ့ဒါဒီလိုလေးပဲလုပ်လို့ရတယ် pause လုပ်ဖို့ pause အဲ့ဒါလေးနဲ့ဒါလေးနဲ့နှိပ်ပြီးအဲ့ဒီလေးနဲ့အဲ့ဒီပဲလုပ်လို့မီးလေးနဲ့ဒီလိုလုပ်လိုက်ရဒီမှာအဲ့ဒီဟုတ်တယ်ပြီးတော့နေအတန်းကြီးရတယ်အမှန်လား First two rows please just then okay that's a very nice group You 10 represent the majority of people who think I will always live a healthy life. Sorry, I got bad news for you. The reality is thank you. The Lucea got the channel break that goes up you like that, no? အဲ့တော့ဒီဆရာကဘယ်လိုထင်မလဲဆိုတော့တဲ့ငါတို့ကတက်လုံးပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းမှနေရတော့မယ်လို့ယုံကြည်တယ်ပေါ့ဒါပေမဲ့မှားပါတယ်တဲ့ reality check လုပ်တော့ဘာဖြစ်တယ်လဲ10ယောက်မှ3ယောက်ပဲပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းမှနေနိုင်တယ်9ယောက်ကတစ်ခုမှတစ်ခုဖြစ်တော့မယ်ပြဿနာကြီးကြီးပျော်မှလည်းမဟုတ်ဘူးကျမ်းမှလည်းမဟုတ်တော့အဲ့တော့ကိုကဘယ်ထက်မှပါမယ်ထင်တော့ဘုန်းကြီးကတော့ဟို3ယောက်ထဲမှာပါတယ်နည်းနည်းမှမလျှော့နိုင်ဘူးအခုချိန်တီးပြောတော့မယ်နော်အဲ့ဒါပထမသူပြောချင်တဲ့အချက် point ပဲနော်သူပြောတော့နားမလည်မှဆိုလို့ You will be in a doctor's office sooner than expected You will be in the doctor's office sooner than you expected For 7 out of you means getting older is getting ill by your own fault. You may sit down again. Thanks for making my point. And concerning those 7, don't worry too much. It's just the average. It's just the average. Medical science has improved during the last 50 years enormously. And we are still learning about our human body. But doctors look only and focus only on the aspects they are an expert in. And medical professionals do not look to the entire human and to discover. အဲ့တော့ဆေးရောက်မှာ9ယောက်ကတဲ့ဆေးဝန်သွားလိမ့်မယ်ဆရာဝန်ပြလိမ့်မယ် specialist တွေပြလိမ့်မယ်
ဒါပေမဲ့ဆရာဝန်တွေကဘာကိုကြည့်လဲဆိုတော့သူတို့ specialize လုပ်ထားတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းလေးတစ်ခုကိုပဲကြည့်တယ်လူတစ်ယောက်လုံးကိုမကြည့်ဘူးအဲ့လူရဲ့ဘဝတစ်ခုလုံးကိုမကြည့်ဘူးသူတို့မှအဲ့လောက်ကြည့်ဖို့အတွက် training လည်းမရှိဘူးတချို့ကစိတ်ဝင်စားမှုလည်းမရှိဘူးသူတို့ကဘောင်းကိုကျင်းအောင်လုပ်ပြီးတော့ specialist ဆိုတဲ့နာမည်ကိုသိကြိုက်တယ်specialist ဆိုရင်တော့ပိုတော်တယ်လို့ပြောတာပေါ့နော်မှန်ပါတယ်ဘယ်လိုနေရာမှာတော်လဲဆိုတော့အင်တန်ကျင်းမြောင်းတဲ့နေရာလေးတစ်ခုကိုသူအများကြီးသိတယ်တခုအကလုံးခြုံပြီးတော့သိလားဆိုတော့အကလုံးခြုံပြီးတော့သူသိမသိသူတို့ကိုအပြစ်တင်ရမလားဆိုတော့ဘုန်းကြီးတော့တိတ်တော့အပြစ်မတင်ချင်ပါဘူးသူလည်းလူသားတွေကလူသားပဲဒီလောက်ပဲတတ်နိုင်တယ်ပြီးတော့ခေတ်က specialize လုပ်ရင်ဂုဏ်ပိုရှိတယ်What the reason is behind their illness. And that is still common in modern fact-based medical practice. အဲ့တော့ယောဂတစ်ခုရဲ့နောက်ခံမှာဘယ်လောက်အကြောင်းတရားတွေများရဲဆိုတာကိုဆရာဝန်တွေမကြည့်ဘူးမကြည့်နိုင်ဘူးအဲ့လောက်ဉာဏ်မကြည့်ဘူးဆိုပါတော့နော်အင်မတန်ခက်ခဲပါတယ်အဲ့ဒါလည်းမလွယ်ပါဘူးအဲ့တော့သူတွေ့ရတဲ့ယောဂလေးတစ်ခုလက္ခဏာလေးတစ်ခုကိုကြည့်ပြီးတော့ဒါကိုဒီလက္ခဏာလေးကို symptom ကိုတက်တာအောင်ဘယ်လိုလုပ်အောင်မလဲဆိုတာသူပြောပြတယ်နော်ဥပမာတွေးတိုးနေတယ်ဆိုပါတော့ဆရာဝန်စီသွားရင်ဆရာဝန်ဘာလုပ်မလဲတွေးတိုးကြစေပြီးမယ်တွေးဘာလို့တိုးတယ်လဲဆိုရင်သူအဲ့လောက်ထိစဉ်းစားဖို့အချိန်မရှိဘူးအဲ့တော့တွေးတိုးတာကယောဂလားတွေးတိုးရတဲ့အကြောင်းကယောဂလားအကြောင်းကယောဂအဲ့တော့စေပညာတော်တော်များများဟာယောဂကိုကုတာမဟုတ်ယောဂရဲ့လက္ခဏာကိုဖျောက်လိုက်တာဖုံးလိုက်တာတနည်းနည်းနဲ့လက္ခဏာကို control လုပ်တာဥပမာဘုန်းကြီးမှာစီးကြယောဂရှိတယ်ဆရာဝန်ဘုန်းကြီးမပြခဲ့ဘူးတခါမှအဲ့ဒါပြောရင်ဘုန်းကြီးအကြောင်းသိတော့ဘယ်လောက်ကောင်းပါလဲဆိုတာကိုယ့်အကိုစာဖတ်တယ်စာဖတ်ပြီးတော့ကိုယ့်အကိုဆေးတောက်တယ်ကိုယ့်အကိုတွေးချိန်တယ် exercise လုပ်တယ် diet ကိုပြင်တယ်ဆရာဝန်တွေကဘုန်းကြီးနဲ့ရင်းနှီးကြပါတယ်နော်တကယ်အင်မတန်တော်ပါတယ်ဆိုတဲ့ဆရာဝန်တွေနဲ့ရင်းနှီးတယ်တခါလေတွေ့တဲ့အခါသူတို့ကကြုံလို့မေးတယ်ပေါ့ဆရာတော်ကျမ်းမာရေးဘက်နဲ့နေလဲတဆင့်စကားသူတို့ကြားထားတဲ့စီးကြိုယောဂရှိတယ်ဆိုတော့ဆေးတွေယူလာတော့ပြီးတယ်ဒီဆေးကိုဒီလိုတောက်ပါဘုန်းကြီးကအဲ့ဒီသူတို့ပေးတဲ့ဆေးတောက်တယ်လားဆိုတော့တစ်ခါမှမတောက်နော်သူတို့လည်းဘာမှပြန်မပြောပါဘူးများသောအားဖြင့်တော့နော်သူတို့စေနာနဲ့သူတို့တတ်နေတာလုပ်ပေးလိုက်တာပဲဒါပေမဲ့မတောက်အဲ့တော့ဒီလက္ခဏာကိုပျောက်အောင်လုပ်ပြီးတော့နေလိုက်တာဘုန်းကြီးကိုယ်တိုင်ကိုနှစ်ပေါင်း20ကျော်သွားတယ်90မပြည့်ခင်တည်းကစီးကျူကဖြစ်နေတာ哦တက်တာလားဆိုတော့တက်တာလည်းမထင်ဘူးဒါပေမဲ့ဘုန်းကြီးကအစားတောက်တဲ့အနေထိုင်ကိုပြင်တဲ့အတွက်ကြောင့်ဟောအစားတောက်အနေထိုင်စိတ်ဒါတွေအကုန်လုံးပြင်မှုလို့နော်ဒီတစ်ခုလုံးကိုခြုံပြီးတော့ပြောလိုက်ရင်သူက lifestyle ဒီစကားလုံးကအခုဒီဒေါက်တာပြောမဲ့ထဲမှာပါလာမဲ့စကားလုံးနော် lifestyle အဲ့တော့အစားတောက်အနေထိုင်ကိုလည်းလှုပ်ရှားမှုဒါတွေအကုန်လုံးပါတယ်ပေါင်းတင်ဆက်ဆံရေးတွေအကုန်လုံးပါတယ် stress များရင်သူစီးကျူပိုတက်တယ်ထူးဆန်းတယ်နော်အေးပြက်ရင်စီးကျူပိုတက်တယ်စိတ်ဆင်းရဲလာရင်စီးကျူပိုတက်တယ်ကိုလက်စထရောလည်းပိုများလာတယ်စိတ်ဆင်းရဲတာနဲ့ကိုလက်စထရောများတယ်အိပ်ပြက်ရင်ကိုလက်စထရောများလာတယ်အိပ်ပြက်ရင်ပိုလက်စားတယ်သူကတစ်ခုနဲ့ကျဉ်းနှံမှုမရရင်နောက်ကျဉ်းနှံမှုရတာနောက်တစ်ခုနဲ့အစားထိုးတတ်တာအဲ့တော့နည်းနည်းစိတ်ဆင်းရဲလာရင်ဘာလို့ချင်လဲ ice cream လေး chocolate လေးစားလိုက်နည်းနည်းပြောသွားရောနော်ရုပ်ရှင်လေးမလေးတွားကြည့်စိတ်ကိုအာရုံပြောင်းတယ်အဲ့ဒီနီးဟာရေရှည်မှာဒုက္ခရောက်မှနီးပါနော်အဲ့တော့အဲ့လိုစီးကြိုယောဂါကိုနှစ်ပေါင်းများစွာလိမ့်လာရင်ကနေတဖြည်းဖြည်းဘုန်းကြီးသဘောပေါက်လာတယ် diet ကိုအများကြီးပြင်ရမယ်အစားကို short စားယူနေမရအောင် short စားလိုက်အားနေလာတယ်ပိုစားလိုက်ရင် body weight တက်လာတယ်စီးကြိုတက်တာလားဆိုမတက်တာအောင်ဘာဖြစ်လို့လဲဆိုတော့စားရတဲ့အစားအစာကိုခန္ဓာကိုယ်က fat ဖြစ်အောင်ပြောင်းလိုက်တယ်တဖြည်းဖြည်းဝလာတယ်ဝလာတာပဲရှိတယ်ယောဂါတော့တကယ်မတက်တာပါဘူးတွေးတိုင်းကြည့်ရင်တော့ normal ပြနေတာများတယ်တခါလေလည်း normal ထက်အများကြီးလွန်သွားတာများပါတယ်နော်အဲ့ဒါလောက်ကိုကြည့်ပြီးတော့ယောဂါတက်တာနေတယ်လို့ပြောမလားဆိုမရဘူးနော်ဘုန်းကြီးနဲ့တက်တူရွယ်သူတွေစီးကြယောဂါပြကြလို့ရှိတယ်အခုသူတို့ဆေးဟာ limit ပြောက်သွားပြီ upper limit ပြောက်သွားပြီနော်တောက်ရတဲ့ဆေးကလည်း upper limit ရောက်သွားပြီ insulin ထိုးနေရတာအမြင့်ကြီးရောက်နေပြီလူကလည်းကြာလေဝလေပဲလမ်းမလျှောက်နိုင်တော့ဘူး
စားရှောင်လားဆိုမရှောင်စားကြိုက်တယ်အနားမှာချထားပြီးတစ်ခုပြီးတစ်ခုစားနေစီးကြိုရှိတဲ့လူကပို့ပြီးတော့စားတယ်အဲ့ဒါအသေးစိတ်ပြောရင်အမှန်ရှည်သွားမှာနော်အဲ့တော့ဘုန်းကြီးကဘာလို့လဲဆိုတော့အခုဆုံးကိုတစ်လုံးစားပဲစားတယ်အလုံးစုံနှစ်လုံးစားတယ်ပေါင်မုံဆိုရင်တစ်ချမ်းပဲစားတယ်ပေါင်မုံတစ်ချက်တစ်ခါပဲစားတယ်အဲ့လိုဆိုမစားဘူးလားမစားဘူးဘာလို့စားလဲဆိုတော့ဟင်းသီးရဲ့အစိမ့်တွေအများကြီးစားတယ်နည်းနည်းပါးပါးချက်ထားတာပြုတ်ထားတာလည်းစားတယ်နော်ပဲပြုတ်နည်းနည်းစားတယ်အသားနည်းနည်းအုပ်နည်းနည်းငါးနည်းနည်းစားတယ်လမ်းမှန်မှန်လျှောက်တယ်တစ်နေ့ကိုနှစ်ခါတော့အနည်းဆုံးပဲတစ်ခါလေး3ခါလျှောက်တယ်ဗီယက်နမ်မှာတွားနေတော့တစ်နေ့4ခါတောင်ကုန်းပေါ်တက်တယ်တစ်ခါတက်တစ်နာရီကြာတယ်ကျမကြီးချက်ကပ်လို့ကြည့်တယ်အကုန်လုံးကောင်းတယ်စိတ်ကလည်းပျော်နေတယ်အဲ့ဒါဘာဘုန်းကြီးဘာလို့လဲတာလဲ lifestyle ကိုပြောတာနော်အဲ့တရားလေးပြောခြင်းလို့ပါသူပြောတာစဉ်းစားထောင်အောင် People get a prescription. And they express the signal the body is giving them about their own bad lifestyle. အဲ့တော့ဆေးအောင်စီတော့ prescription ပေးတယ်တဲ့ဘာပြောတာလဲဘာဆေးတောက်မယ်ဆိုရင်ဆေးစာရွက်လေးပေးတယ်ကိုယ့်ကိုတောက်ဝယ်ပေါ့နော်အဲ့တော့အဲ့ဆေးကိုတောက်တော့ဘာဖြစ်လဲဆိုတော့ lifestyle မှားနေလို့ဖြစ်ပေါ်လာတဲ့ signal နော် signal ဆိုတာ symptom ပဲနော် signal ကိုဖုံးလိုက်တာပဲအဲ့တော့လူကအော်ဆေးတောက်တော့တက်တာသွားပြီတဲ့ဘာမှလုပ်ဆရာမလိုတော့ဘူးလေဆေးတောက်ပြီးတာပဲ When they are cured, they stick to the old lifestyle. And you can imagine the body gives another signal and another pill is given. And we အဲ့တော့သူတို့ဆေးတောက်လို့တက်တာသွားတော့ they stick to the old lifestyle နော်ဘာပြောတာလဲတိကျစဉ်းစားပါအရင်တိုင်းပဲနေတယ်နော်အရင်လိုပဲစားတယ်အရင်လိုပဲလုပ်เสียရှိတာတွေလုပ်နေကြအမှားတွေပဲဆိုတော့နော်ပြင်တင်တာတွေကိုမပြင်ဘူးနော်အရင်လုပ်နေကြတယ်အကုန်လုပ်တယ်အရင်လိုပဲမှားနေတယ်အဲ့တော့ခန္ဓာကိုယ်ကနောက် signal တစ်ခုပြန်ပေးတယ်တဲ့တွေးတိုးနေမကတော့ဘူးနှလုံးကဘာဖြစ်တယ်ညာဖြစ်တယ်လာပြန်ပြီနောက်ထပ်လာမဲ့ signal ကပိုဆိုးတော့မှာနော်အရင်တစ်ခုဖုံးလိုက်တဲ့အတွက်ကြောင့်နောက်တစ်ခါ signal ဒုတိယ signal တစ်ခုလာရင်အခြေအနေကပိုဆိုးတဲ့ signal လာတော့မှာ heart ကမကောင်းမယ်ပေါ့အဲ့တော့ဆရာဝန်စီသွားရင်heart ဆေးတော့နှမျိုးသုံးမျိုးတောက်လိုက်ပါအောင်နော်တွေးစစ်လိုက်ရင်cholesterol ဆေးလည်းနည်းနည်းထပ်တောက်လိုက်ပါအောင် Well, that story ends. When I turned 38 and I would not have changed my lifestyle, I would have been part of the following horrible statistics. Let's take a look to the average Dutch people concerning their healthiness. And let's သူအကယ်၍38နှစ်ရောက်လာလို့သူ lifestyle ကိုသူမပြောင်းဘူးဆိုရင်တဲ့အဲ့ဒီ horrible လို့သူပြောတာပေါ့နော်ကျမကြီးအမျိုးမျိုးထိခိုက်ရတယ်ကျမကြီးဆိုတာမခန္ဓာကိုယ်တစ်ခုတည်းမဟုတ်နော်စိတ်တွေပါမမှန်တော့မပြောမရှင်ဖြစ်လာတယ်စိတ်ညစ်လာတယ်စိတ်ပြက်လာတယ်ဘာမှစိတ်ဝင်စားတော့ဘူးအရင်တော့အကောင်းနဲ့ထင်တာတွေကိုအကောင်းလို့မထင်တော့ဘူးကိုယုံကြည်မှုမရှိတော့ဘူးအဲ့ဒီဖြစ်လာမယ်လို့သူပြောတယ်နော်ဒါအကြမ်းမြင်လို့ပဲမှတ်ပါဘာဖြစ်လို့သူအသက်38နှစ်လို့ပြောလဲအဲ့ဒါစဉ်းစားစရာတစ်ခုပါ38ကိုနှစ်ဆလောက်လိုက်ရင်ဘာဖြစ်မလဲ96လူရဲ့တက်တန်းကိုခံမှန်းကြည့်အများဆုံးနေရတဲ့တက်တန်းကိုပြောရင်ဘယ်လောက်ရှိမှထင်လဲအဲ့ဒါလောက်ပဲရှိတယ်နော်အဲ့တော့တက်တန်းရဲ့တဝက်မဖြစ်မနေဘူးလားနော် तू မပြောလိုက်ဘူးဒါပေမဲ့ဘုန်းကြီးဖြည့်ပြောမှာနော်အဲ့ဆို36ဆိုတာတက်တန်းရဲ့အလယ်ပေါ့ midlife crisis ဆိုတာကြားဘူးလားနည်းနည်းကြုံမှုတဲ့လူရောရှိသလားအဲ့ဒီအချိန်မှာအရင်တော့ကသိဟုတ်တယ်လို့ကိုထင်ခဲ့တာတွေဟာမဟုတ်တော့ပါလားလို့တွေးမိတယ်လားခံစားမိတယ်လားပြောင်းရမှလည်းမလွယ်တော့ဘူးအဲ့တော့ဒီတိုင်းပဲဆက်သွားရအောင်ပါအဲ့ဒါကြီးကိုလည်းနည်းနည်းစိတ်ပြက်နေပြီဒီအလုပ်ကိုဆက်လုပ်ရမှလည်းတိတ်မလုပ်ချင်တော့ဘူးတချို့အဲ့ဒီတက်ဆိုးပါတယ်ဒီလူကြီးနဲ့လည်းဆက်ပြီးတော့မနေချင်တော့ဘူးဘယ်လိုလုပ်လဲကောက်ခိုင်ကပြောင်းလိုက်လို့ရမယ်ထင်လား
ထားပါဘာပဲဖြစ်ပေါ့နော် midlife crisis ဆိုတာဖြစ်တတ်ပါတယ်ဒါလည်းပဲပြောရမယ်ဆိုရင်အကျဉ်းစားပြောတာပါပဲလို့နော်အတိအကျပြောရမယ်ဆိုရင် teenage ကောင်ကနီလောက်မှာကိုပဲလူတော်များ crisis တစ်ခုနဲ့ကြုံရပြီငါကလေးလိုမိဘအားကိုပြဆက်နေလို့မရတော့ဘူးအထူးဖြင့် American မှာဆို18 you're on your own ကိုယ့်ကိုတော့တွားတော့အရာရာတဲ့ကိုကစဉ်းစားပြီးဆုံးဖြတ်တော့မယ်တာဝန်ယူရတော့မယ်ကိုယ်စာဝတ်နေကိုတာဝန်ယူရမယ်ကိုယ်ကြောင်းစင်ကိုတာဝန်ယူရမယ်ကျန်တာဘာဖြစ်ပေါ့ဘောတစ်ခုလုံးတာဝန်ယူရမယ်ဒီလူမှာအဲ့လောက်ရင့်ကျက်တဲ့ maturity အသိဉာဏ် knowledge skills တကယ်ရှိပြီလားတကယ်တော့မရှိသေးဘူးတချို့လဲတတိကောင်းကောင်းနဲ့အဲ့လိုပဲလုပ်သွားရင်လည်းပညာတတ်ဖြစ်သွားတယ်အလောက်ကန်ကြီးကြီးလုပ်နိုင်ပါတယ်အိမ်အောင်လည်းကြားတယ်ဒါပေမဲ့ဒီလောက်နဲ့ပြဿနာအလုံးပျောက်သွားပြီလားဆိုတော့မရသေးဘူးသူတို့လည်းအသက်40နာရောက်လာပြီဆိုရင်လာပြီပြဿနာပေါင်းစုံလာပြီနော်အိမ်အောင်ကွဲတာ American မှာဆို 50% လောက်ရှိတယ် Los Angeles မှာဆိုရင် 70% လောက်ရှိတယ်ခေတ်အမီဆုံးမြို့မှာအိမ်အောင်ကွဲတာအများဆုံးပါပဲအဲ့ဒါလိုပေါ့နောက်တွေ့ယောဂဖြစ်လာတယ်စီးယောဂဖြစ်လာတယ် depression ဖြစ်လာတယ် cancer လိုပါလို့ဖြစ်လာတယ်ယောဂပေါင်းစုံ specialist ပေါင်းစုံနဲ့ဆေးပလင်းပေါင်းများစွာတနေ့တနေ့တောက်နေရတယ်အဲ့လိုလူတွေကအများကြီးပါလူတိုင်းဖြစ်တယ်လို့မဆိုလိုပါဘူးเนาะဘုန်းကြီးဒီဆေးပညာနဲ့ပတ်သက်တာတွေကိုအများအားလို့ဖတ်နေတယ်လေ့လာနေတာမဟုတ်လို့တချို့လူတွေမှာအဲ့ဒါလောက်ဆိုးပါတယ်ဆိုးရတယ်အကုန်လုံးကိုစုပေါင်းပြီးတော့ခံနေရတယ်လို့ပဲတချို့အဲ့ဒါတွေကိုလုံးဝမခံနိုင်တော့တဲ့ခါကျတော့စိတ်နှောက်သွားတယ်ပြီးသွားပြီသူပြဿနာပြီးသွားပြီ Three main issues, illnesses caused by lifestyle. First, 1 out of 4 die by cardiovascular disease. အဲ့တော့ခုနကပြောရနော်1 out of 4 died by cardiovascular disease cardiovascular ဘာခေါ်လဲဘာမှလို့နှလုံးယောဂနော် cardio ဆိုတဲ့နှလုံးပါပဲအဲ့တော့ဒီ lifestyle ကြောင့်ယောဂဖြစ်တာလို့ပြောတယ်နော်အဲ့ဒါတရားပြန်စဉ်းစားပါခုနပြောတဲ့ဘုန်းကြီးပြောတဲ့ lifestyle နော်ယောဂအများဆုံးဖြစ်တာလို့ပြောမှာပါဘုန်းကြီးကတော့အများအားချင်းချင်းပြီးပြောပါတယ်တချို့ယောဂ lifestyle တက်လို့ပြောလို့တော့မရပါဘူးနော်တခြားအကြောင်းရှိပါသေးတယ်ဒါပေမဲ့ယောဂဖြစ်တာမှာအများဆုံးဟာ lifestyle ကြောင့်ပါအဲ့ဒီ lifestyle ကြောင့်ဖြစ်တဲ့ cardiovascular disease နဲ့လူ4ယောက်မှာ1ယောက်သိမယ်တဲ့အဲ့ဒီမှာကိုမပါရင်တော့တော်ကံကောင်းပဲနော်4ယောက်မှာ1ယောက်ဆိုတော်တော်များနေပြီနော်မိသားစုတိုင်းမှာ1ယောက်သိမယ်လို့ပြောလို့ရတယ်ဖြစ်နေပြီဗမာပြည်မှာတော့အဲ့လောက်မဆိုသေးဘူးစင်ကာပူကတော့ကမ္ဘာမှာကျန်းမာရေးဘက်ကကြည့်ရင်အကောင်းဆုံးလို့တော့ပြောထားပါတယ် And recently I had the honor to speak on a health symposium, and there I was telling 70% of all the people would get ill because of bad lifestyle, and then a cardiologist 70% of all the people will die lifestyle ကြောင့်နော်အဲ့ဒါသူကဒီအကြောင်းအရာကို health symposium မှာသူပြောခဲ့တယ်တဲ့ symposium ဆိုတဲ့စကားလုံးလည်းအများကြားဘူးမှာပါနော်ကျမ်းမာရေးနဲ့ပတ်သက်တာတွေကိုဆွေးနွေးကြတာပညာရှင် top ပညာရှင်တွေအများကြီးအဲ့တော့အဲ့ဒါကိုကြည့်ရင်ဒီဆရာဝန်ဟာ top ဆရာဝန်တယောက်ပဲနော်သူ့ကိုဘုန်းကြီးထင်တာတော့ dash လို့ထင်ပါတယ်သူစကားအတန်တွဲနားထောင်ကြည့်ပါအင်္ဂလိပ်စကားသူတိတ်မပြီးဘူးသူမပြီးတပြီနဲ့စူးစမ်းပြီးတော့သူပြောနေတယ်Yeah. Yes. Sometimes it doesn't work. concerning our area, you can even increase it to 95%. Concerning our area လို့ပြောရတာဘာပြောရလဲ Oh, ဘုန်းကြီးကစကားတစ်ခုနဲ့တစ်ခုနဲ့ကိုစဉ်းစားတယ်သဘောပေါက်စေချင်တယ်နော် Concerning our area ဆိုတာဘာကိုပြောတာလဲသူကဆရာဝန်ဆိုတော့ဆရာဝန်တွေထဲမှာ 95% အဲ့တော့ဆရာဝန်တွေကပုံချမ်းမှာလား
စဉ်းစားစရာပဲเนาะဆေးတော့သွားခုတယ်ခုထက်ယောဂဆိုးတဲ့လူစီသွားပြီးတော့ကျမ်းမအောင်လုပ်ပေးပါလို့သွားပြောနေတယ်เนาะဘာလို့ဘုန်းကြီးဆရာအောင်မပြလဲဆိုတော့အဲ့ဒါကြောင့်ပဲ तू က lifestyle ကိုပြင်ဖို့မပြောဘူး तू ဆေးတောက်ဖို့ပြောမှာเนาะဒီစင်ကာပူမှာဘုန်းကြီးဆရာအောင်တော့ပြပြီဆရာအောင်အတွက်တော့စိတ်မကောင်းပါဘူးဘာလို့ဆိုတော့ तू ပေးတဲ့ဆေးဘုန်းကြီးမတော့လို့ပဲ 50% also over here is overweighted. And 50% overweight ဖြစ်တယ် those ဒီထက်မှရှိတဲ့လူတွေရည်ကြီးတယ် BMI higher than 30, which means obese. obese က 15% ရှိတယ် Third, burnout rates are getting higher and higher. 13% of our working population has burnout-related illnesses. burn out ဆိုတာဘာပြောတာလဲ exhausted ဟုတ်ပြီ exhausted ဆိုတာမှာကြည့်ရင်ခန္ဓာကိုယ်ရောစိတ်ကောနှစ်ခုစဉ်းစားပါနော်ခန္ဓာကိုယ်မှာအားမရှိတော့ဘူးစိတ်မှာလည်းအားမရှိတော့ဘူးအရာပြောမယ်ဆိုရင်တော့အားလုံးကိုစိတ်ပြည့်ပြီးတော့စိတ်ကုန်သွားပြီစိတ်ထဲမှာဘာမျောလင်းချက်မှမထားနိုင်တော့ဘူးမျောလင်းချက်မရှိတော့တချို့ငငယ်ရွယ်နဲ့တောင်ဖြစ်တယ်တနာဝမတန်ကောင်းပါတယ် I don't say she my yard. Okay. 65% of all the people who had a burnout are stating that they never reached the energy level they had before. Again, energy level Trust in their own body. They don't trust their own body. People think that if they choose for a lifestyle more healthy, they will lose a lot of fun in life. People think if they choose a healthy lifestyle, they will lose their friends. To friend လို့ပြောတာဘာပြောလိုက်မှမသိဘူးเนาะအဲ့ဒါအမှန်တန်ရေးကြည့်တယ်ဘုန်းကြီးစီကိုလာကြတဲ့တချို့လူတွေထဲမှာအရက်ဆွဲတဲ့လူတွေပါတယ်မွေးစေဝါဆွဲတဲ့လူတွေပါတယ်အဲ့လိုပေါ့တခုခုမလုပ်တင်တာအရက်လုံနေတဲ့လူတွေပါတယ်ဘုန်းကြီးကသူတို့တေချာနားလည်အောင်ရှင်းပြတယ်နော်ဒီဟာတွေကိုတကယ်တက်တာခြင်းနဲ့ဖြတ်ခြင်းနဲ့ဆိုရင်တရားအားမထုတ်လို့မရဘူးအားထုတ်ရမယ်ဒါတည်းမဟုတ်သေးဘူးနော်အရင်အပေါင်းအသင်းအားလုံးကိုရှောင်ရမယ်ဘာလို့လဲဆိုတော့အရင်အပေါင်းအသင်းတွေကဓာတ်တွေလောက်နေတဲ့လူတွေပဲအဲ့ဒါသူတို့မရှောင်နိုင်ဘူးအပေါင်းအသင်းအဟောင်းတွေတောင်းစဉ်ရှိတယ်အဲ့ဒီအပေါင်းအသင်းအဟောင်းတွေနဲ့တွေ့ရရင်ပြောလို့ဆိုလို့အဆင်ပြေတာပေါ့လေနော်အစ်စ်ကိုရှာပေါင်းရမယ်ဆိုရင်သူတို့မှတော်တော်ခက်နေတယ်အဲ့တော့အပေါင်းအသင်းအဟောင်းနဲ့ပြန်ပေါင်းရင်လုံနေကြအတိုင်းပြန်လုံမှာပဲဖြစ်နေကြပြန်ဖြစ်အောင်မှာပဲအဲ့ဒါသူပြောတာပဲ lifestyle ကိုပြောင်းလိုက်မယ်ဆိုရင်မိတ်ဆွေဟောင်းတွေဆုံးရှုံးသွားမယ်အဲ့ဒါကိုခံနိုင်မရှိဘူးမလွယ်တဲ့ကိစ္စပါနော်ဘုန်းကြီးကိုယ်တိုင်အဲ့ဒါမျိုးကကြုံခဲ့ဘူးလို့ပါကိုသိထားတဲ့လူတွေအားလုံးကိုခွဲခွာပြီးထွက်သွားလိုက်ရတယ်ကို lifestyle ကမတူတော့လို့နော်အဲ့ဒီကိစ္စတောင်းတောင်းဇွဲလုံးလာဝရိယတတ္တိနဲ့တောင်းတောင်းinspiration ပေါ့လေငါဒီလိုလုပ်ရင်ဘာကောင်းကျိုးတွေရမလဲဆိုတော့တကယ်ရှင်းရှင်းလင်းလင်းသိတဲ့အသိဉာဏ်အမှန်တအားကြီးမှရမယ် Because of that, there's only a minor group changing their lifestyle, and the majority sticks to the old. The majority sticks to the old. Then again, if you stick to the old, you will end up in that more than 50% people getting a heart disease, get overweighted, or get burnout-related illnesses. And that is 1 out of 2. 1 out of 2 And of course, we all know that drinking and smoking and not exercising is not healthy for you. And now and then I'm told that either I know a person older than 90
drinking, smoking, not exercising, and still living. And then I say, okay, please take a look at the Gauss curve. Concerning lifestyle, the Gauss curve, 95% of the majority covers the median. And for that majority, lifestyle interventions determine the degree of health and happiness. အဲ့တော့တချို့ကစောတကတက်တယ် There is ပီတာတချို့လူတွေကစီးလေးလဲတောက်တယ်ရဲလဲတောက်တယ် exercise လည်းမလုပ်ဘူးအတက်လည်းရှိတယ်တဲ့အဲ့တော့သူပြောတာမမှန်ဘူးလို့ပြောမှာနော်ဟုတ်ပါတယ်တချို့လူရှိပါတယ်ဒါပေမဲ့အဲ့လူကဘယ်လောက်များလဲတရားမှာ9ယောက်အဲ့တော့တရားမှာ9ယောက်ကဟိုစီးလေးတောက်ရဲတောက်ပြီးမှကျမ်းပါတယ်တရားမှာ90နဲ့9ယောက်က lifestyle မှားနေတဲ့အတွက်ကြောင့်ယောဂဘောင်းဆောင်ဖြစ်တယ်ဆိုရင် lifestyle မှားရင်ယောဂဖြစ်တယ်လို့ပြောတာမှားသလားမမှားဘူးအဲ့တော့သိပ္ပံပညာဆေးပညာပဲလို့ဖြစ်ဖြစ်ကြည့်မဆိုရင် तू က statistic လို့ခေါ်တာရှိတယ်နော်ရာခိုင်နှုန်းဘယ်လောက်ဖြစ်တယ်လဲအဲ့လိုစဉ်းစားမှာလူနည်းစုလောက်ကနေခြင်းလိုနေပြီးတော့ကြားမှနေတော့ကြည့်ပြီးတော့ငါလည်းပဲနေခြင်းလိုနေကြမှာပါပဲလို့မျှော်လင့်တော်တော်မိုက်မဲရကြမှာပါThere is a big misunderstanding concerning being healthy. What does it mean, being healthy? Being healthy doesn't mean you don't have an illness or a disease. Being healthy means you are happy for no reason. အဲ့ဒါအရေးကြီးတဲ့ point တစ်ခုပဲเนาะကျမ်းမာတယ်လို့ပြောလိုက်ရင်ယောဂလုံးလုံးကင်းတာကိုကျမ်းမာတယ်လို့ပြောရမလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးတဲ့တကယ်တော့ယောဂလုံးဝမရှိဘူးဆိုတဲ့လူဟာဘုန်းကြီးတော့မတွေ့ဘူးเนาะအဲ့တော့ तू ပြောချင်တဲ့အတိတ်ပဲဘုန်းကြီးလည်းအရင်ကတည်းကစဉ်းစားပြီးပြီเนาะကျမ်းမာတယ်ဆိုတာတောင်းတော့ယောဂတော့ရှိနေတာပဲယောဂပင်ရှိတော့လည်းပဲ तू စိတ်တက်ကြမတော့စိတ်တက်အင်အားရုပ်ရောက်မသွားဘူးခန္ဓာကိုယ်ကလည်းယောဂကြောင့်တဏှပပတော့ပြန်မနှောင်းနေတာရှိမယ်ရှိပေမဲ့လည်းပဲ तू လှုပ်ချင်တာလေးဆက်လှုပ်နေသေးတယ် तू ဘော तू ပြပြရွှင်နေနိုင်သေးတယ်နောက်တစ်ချက်ကလည်းဘုန်းကြီးမှာငငယ်တွေကပြောရမယ်ဆိုရင်เนาะ type 5ဖြစ်ခဲ့တယ်အဲ့တော့ဟို chloramphenicol ဆေးဆိုတာမရှိအစားမစားနိုင်ဘူးစားစရာအားလုံးကိုအရေးဖြစ်အောင်လုပ်ပြီးတော့စစ်လိုက်ရတယ်เนาะအဝတ်ပါပါနဲ့စစ်ပြီးတော့အဲ့ဒီရတဲ့အရေးကြီးပဲတောက်ရတယ်ဘယ်လောက်ထိအောင်ပိန်လဲဆိုရင်ပါးစပ်ဟာလိုက်သွားရည်ယူမြင်ရတယ်ငိုရင်တော့အတမ်းထွက်ဘူးတဲ့ဒါတော့လူကြီးတွေပြန်ပြောပြလို့ကိုဘုန်းကြီးတော့မေ့သွားပါပြီเนาะအဲ့လို temperature နေရောညရောမြင့်နေတယ်အဲ့တော့ပြုစုတဲ့လူတွေအမှန်တန်တော်ကြလို့ပါအဲ့ဒါပြီးတော့တိတ်မကြခင်မှာတခါ tuberculosis ဖြစ်တယ်စီးကြရောဟိုတွေ့ယောဂအဆုတ်ယောဂဖြစ်တယ်เนาะအဲ့ဒီတော့အဆုတ်ယောဂအတွက် antibiotic ဆေးမရှိဘူးဒီလိုပဲအနေထိုင်ပြင်ဆင်နဲ့ပြုစုရင်းနဲ့ပဲတဖြည်းဖြည်း tuberculosis ကတက်တာသွားပြန်တယ်เนาะအဲ့လိုနဲ့နောက်နည်းနည်းလေးကြီးလာတော့ liver အားနေလို့ဘာဆဆဆမ်းကြည့်အဲ့တော့အစားဆိုရင်စုများစားတယ်စံပြုတ်လူကမျိုးများစားရတယ်အားကစားဘာမှမလုပ်နိုင်ဘူးကျောင်းတော့မသွားနိုင်လို့အသက်9နှစ်ကျော်10နှစ်ကြာမှကျောင်းစနေတာခင်တကာတန်းကစနေတယ်เนาะအဲ့တော့အတန်းထဲမှာဘုန်းကြီးကအသက်ကြီးဆုံးပဲနောက်အသက်ကြီးလာတော့လေတောထဲမှာသွားနေတော့မလေးရီးယားဖြစ်တယ်4နှစ်လောက်တေလူနီးပါးဖြစ်ပါတယ်အချိန်ချင်းပဲမသေးပြန်ဘူးကျမ်းမာလာတယ်စီးယောဂဖြစ်တယ်ဘယ်တော့စရဆိုတာမသိဘူးအခုချိန်ထိစီးယောဂကတော့ရှိသေးတယ်လို့ပြောရမှာပဲနော်ဒါပေမဲ့ဘုန်းကြီးပြောရှင်းရှင်းပဲလောက်ဆရာရှိရတယ်လုံနေတုံးပဲသိကျင်တာတွေလည်းများလို့အဲ့ဒါအချိန်ရသမျှဟိုလေးကငါသိကျင်သေးတယ်နည်းနည်းရှာလိုက်ဦးမယ်ဒီအလေးကငါသိကျင်တယ်ရှာလိုက်ဦးမယ်ဆိုတော့အဲ့လိုရှာရင်းနဲ့ဒီဗီဒီယိုကြီးပြတာပဲလေနော်အဲ့တော့အချိန်ဖြုံးနေလို့မရှိဘူးအားနေတယ်ဆိုတော့အချိန်မရှိဘူးပြင်းတယ်ဆိုတာလုံးဝမရှိဘူးဘယ်တော့ခါမှမပြင်းဘူးအပြင်းမြေဟိုအလုပ်ချင်တယ်ဒီအလုပ်ချင်တယ်ဟိုသွားကြံဒီကြွားချင်တယ်လုံးဝမရှိဘူး
ပြင်းနေဆိုတာမှမရှိဘူးစိတ်ဝင်စားမှု interest အဲ့ဒီ interest ကပြီးတဲ့ joy နော်အဲ့တော့ interest တို့ joy ဆိုတဲ့ဇီတကားလုံးနှလုံးလုံးကိုပေါင်းပြီးတော့ပါဠိစကားတစ်လုံးနဲ့ပြောပါဆိုဘာပြောမလဲပီတိတယ်ကျဉ်းနှံ့နေတာကိုပီတိလို့ခေါ်တာနော်ကိုလို့ချင်တာလို့ပြီးတော့ကျဉ်းနှံ့နေတယ်တခုပိုသိလိုက်ရင်ဟာပျော်စရာကောင်းတာပျော်စရာကောင်းတာငါပိုသိသွားပြီအရင်တော့ဒီအချက်မသိဘူးဟိုကွက်လက်ကလေးတစ်ခုပြည့်သွားလို့ပဲနော် jigsaw puzzle မှာကွက်လက်တစ်ခုယော့နေတာကိုရအောင်ရှာပြီးထည့်လိုက်တယ်ကွက်လက်တစ်ခုပြည့်သွားပြန်ပြီအဲ့လိုပြောမယ်ဆိုရင်ဘုန်းကြီးက healthy ဖြစ်လားမဖြစ်ဘူးလား I'm healthy but I have diabetes အဲ့ဒါနားလည်ဖို့အရေးကြီးတယ်နော်ကြောက်မှားသွားပြီ There is being healthy means you are happy for no reason. For no reason အဲ့ဒီစကားရေးကြည့်တယ် being healthy means you are happy for no reason and all the things you now and then need. အဲ့ဒီစကားကိုလည်းဘုန်းကြီးတိပဲလေးလေးနဲ့စဉ်းစားစေချင်တယ်ဆိုဒီအချက်ကိုလည်းဘုန်းကြီးအမတန်ကြာပါပြီစဉ်းစားနေတာဘာကြောင့်ပြောတယ်ဆိုပြီးအကြောင်းပြစရာရှိတယ်နော်မြင်ကျင်တာမြင်ရလို့ပြောတယ်ဟိုမှာဗီဒီယိုတို့ပါလို့နော်ကိုချစ်တဲ့လူမြင်ရင်လည်းပြောပါတယ်နားထောင်ကျင်တာကြားကျင်တာကြားလို့ပြောတယ်တချင်းနားထောင်ရတယ်ကိုချစ်တဲ့ခင်တဲ့လူနဲ့စကားပြောသူ့အတန်လေးကြားရတာပြောတယ်ဖုန်းဆက်ကြည့်လိုက်တယ်ဟိုကကိုချစ်စရာခင်စရာစကားလေးတွေနဲ့ပြောစရာလေးတွေပြောတယ်ကြားရတယ်ပြောတယ်တချို့လည်းတရားနာရတာပြောတယ်ဒါလည်းပါမှရမှာနော်အဲ့လိုပဲစားတော့ရတာပြောတယ်အမျိုးမျိုးစားနေကြတယ်နော်ပြောလို့ but happy without any reason ဆိုရင်ဘယ်နဲ့နေမလဲကြုံဘူးသလားဘာအကြောင်းပြစရာမှမရှိဘူးဘာကြောင့်ပြောလဲဆိုရင်ဘာကြောင့်ပြောလဲဆိုတာမသိဘူးပြောနေတာပဲနော်အဲ့လိုကြုံမှုတဲ့လူတွေရှိပါတယ်ဘုန်းကြီးတစ်ပါးတည်းမဟုတ်ပါဘူးဘုန်းကြီးသိတဲ့လူတွေမှာအဲ့လိုရှိတယ်အမြဲတမ်းပြောနိုးရနဲ့ပြောနေတယ်တဲ့ညတရင်နိုးရနဲ့တော့ပြောနေတယ်တဲ့ဘာတွေလုပ်လဲဆိုဘာမလုပ်အရာတည်းမှာပဲတရင်နိုးရနဲ့ပြောနေတယ်တဲ့နော်အဲ့တော့အဲ့ဒီထဲမှာဂုံလဲယူလိုက်မယ်ကြောလဲကြောလို့မယ်အဲ့ဒီထဲမှာဘုန်းကြီးသမီးလည်းပါတယ်သူတို့အဲ့ဒီနေရာရောက်အောင်ဘုန်းကြီးတဖြည်းဖြည်းပြောလာတာနော်အကြောင်းပြချက်တွေရှာပြီးတော့ပြောတဲ့လူကအဲ့ဒါကိုရှာရင်ချိန်ကြရင်သူမောသွားလိမ့်မယ်နောက်ဆုံးဘယ်လိုနည်းမှပြောလို့မရတဲ့လူဖြစ်သွားလိမ့်မယ်အဲ့တော့အကြောင်းမရှိဘဲနဲ့ပြောနေတဲ့လူဖြေးမှအဲ့ဒီဟာဟိုစိတ်ချမ်းသာမှုလိုရင်းပါဆိုတဲ့စာအုပ်ထဲမှာဘုန်းကြီးထည့်ထားရတယ်ဒီချက်ပါတယ်နော်ဘာကြောင့်ပြောလဲဆိုတာကိုအကြောင်းပြစရာမရှိမှအဲ့ဒါတကယ်ပြောတာဘာကြောင့်ပြောတယ်လဲဆိုတာမေးလို့ရှိရင်အဖြေထွက်လာလို့ရှိရင်ဒါကြောင့်ဘာလို့ပြောရင်အေးအဲ့ဒါခဏပဲခံမယ်နော်မကြခင်မပြောတဲ့လူဖြစ်သွားလိမ့်မယ် happy for no reason အဲ့ဒါဘယ်လိုနည်းနဲ့ရမလဲနည်းရှိတယ်ရိုးရိုးလေးပါလုပ်ဖို့မခက်ဘူးဒါပေမဲ့အခက်ဆုံးကဘာလဲဆိုတော့အဲ့ဒါလောမှာပြင်းတယ်အဲ့ဒါအခက်ဆုံး Being healthy also means you have a lot of energy. A lot of energy. For granted. We have to make a mind shift. And that is the reason why I'm here. It is choose or lose. Choose or lose. And we have to take our own responsibility for our own health. And I know what I'm talking about. I woke up the other day in 2004, 5:30 in the morning. I walked into the bathroom, looked into the mirror, and I started shaving. And I heard my... ခုနပြောတဲ့စကားထဲမှာနော်ကိုတောင်းယူရမယ်အဲ့တော့နေမကောင်းဘူးဆိုရင်ဘယ်သူတောင်းပေးခြင်းလဲအဓိကဆရာဝန်တောင်းပေးခြင်းတယ်နော်နောက်ဒုတိယဘယ်သူတောင်းပေးခြင်းလဲကိုမိသားစုတောင်းပေးလိုက်ခြင်းလဲငါနေမကောင်းတို့ငါ့ကိုနေကောင်းအောင်လုပ်ပေးကြမပြောဘူးဘယ်သူတောင်းပေးခြင်းလဲနင်တို့ငါ့ကိုပြောင်းထားနော်ငါစင်းညော့မလုပ်ကြနဲ့မိသားစုတောင်းပေးခြင်းတယ်နော်ပြီးရင်ဆရာဝန်စီသွားပြီးတော့ဆရာမပြောဘူးဆရာအဲ့လိုဆိုရင်နေမပြောဘူးဆိုရင်နေ lifestyle ကိုပြောင်းလိုက်ဆိုရင်
ဒီဆရာမကောင်းဘူးနောက်ဆရာတယောက်အဲ့ဆိုဒီဆရာက lifestyle တစ်ခုလုံးပြောင်းခိုင်းတာလွယ်တဲ့အလုပ်မှမဟုတ်တာငါမလွယ်တာကြီးလုပ်ခိုင်းတယ်ငါမလုပ်ဘူးနော်နောက်ဆရာဝန်တယောက်စီသွားတယ်ဆရာဝန်ပြဘူးလားပြဘူးတယ်ဘယ်ဆရာဝန်ဟိုဆရာဝန်အဲ့ဆရာဝန်ရိမ့်မိနေပြီဟိုဆရာဝန်ဆေးမပေးလို့ငါစီလာတာအေးရောအဲ့ဒါပလင်းလေးဖွင့်ဆေးလုံးလေးမစားတဲ့ပြစ်ထဲပြီးဒီလေးတောက်ပျော်သွားပြီစိတ်ကြည်စေစိတ်ပျော်စေအမျိုးစုံရှိတယ် prescription medicine တွေရှိတယ်ဆရာဝန်တွေကိုယ်တိုင်ပေးနေတယ်ရောဒီဆေးတောက်ရင်ပျော်တယ်အဲ့ဒါဘုန်းကြီးနဲ့တည်တဲ့ဆွေမျိုးနိစ္စတယောက်ဆိုတော့အဲ့ဒီဆေးတောက်တယ်မပျော်ရင်ဆရာဝန်တို့ဆရာဝန်ကစိတ်ကြည်စေပေးတယ်တောက်ပြီးတော့သူပျော်နေတယ်ဆရာဝန်တိတ်ကောင်းတယ်သူပေးတဲ့ဆေးကတဲ့တယ်ထင်အဲ့ဒီယောဂပျောက်ပြီးထင်ဆေးဖြတ်ကြည့်စမ်းမှာမနဲ့နေမလဲနော်အဲ့တော့အဲ့ဒီနီးနဲ့မရအောင် you have to take your own responsibility အဲ့ဒီ responsibility ဆိုတဲ့စကားအလုံးရေးကြည့်တယ်နော်ကိုတာဝန်ယူရမယ်ကိုချမ်းမာရေးကိုတာဝန်ယူရမယ်ကိုစိတ်ချမ်းသာဖို့ကိုတာဝန်ယူရမယ်ကျန်တဲ့ကိစ္စတွေအားလုံးလည်းကိုဟာကိုတာဝန်ယူရမယ်နော်အကူကြီးမလိုဘူးလားဆိုတော့အကူကြီးကလိုပါတယ်တခါတလေနည်းနည်းလိုပါတယ်တခါလေအကူကြီးဆိုတာကအကြံဉာဏ်ပဲကိုကမသိလို့ဒီလိုလောက်ပါလို့အကြံဉာဏ်ပေးလိုက်တယ်ဆိုရင်ကိုဒါလုံလောက်သွားပြီနော်အဲ့လိုမလုပ်ဘဲနဲ့ပြင်ပအရာတစ်ခုခုကိုအားကိုးပြီးတော့နေသွားလို့ရှိရင်သူပြဿနာကြာလီကြီးလေပဲဖြစ်တော့မှာတော့ဒီ responsibility ဆိုတဲ့စကားလုံးကိုဘုန်းကြီးသိကြိုက်တယ်ဘုန်းကြီးငယ်တုန်းကတည်းကကြိုက်ခဲ့တဲ့စကားလုံးတွေအများကြီးရှိတယ်အသေးဆွဲစကားလုံးတွေအဲ့ဒီစကားလုံးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲတမ်းထပ်ပြီးတော့ရှားနေတယ်တခါလေမရှားဘဲနဲ့လည်းဖိုင်နဲ့တွေ့ရင်အဲ့နေရာရောက်ရင်ကိုသဘောတွေကြာလို့ကောင်းလိုက်တာကျဉ်းတယ်နော်အဲ့ဒီအထက်မှာဘုန်းကြီးအင်တန်ကြိုက်တဲ့စကားလုံးတွေမှာတချို့နည်းနည်းပြောပြမယ်နော်ဘာဖြစ်လဲဆိုတော့စကားလုံးကအင်တန်ရေးကြီးပါတယ်ဘုန်းကြီးအင်တန်ကြိုက်တဲ့စကားလုံးတစ်ခုတည်းမှာ freedom ထိတ်ဆုံးကနေပါတယ် freedom at all cost လို့တော့ဘုန်းကြီးကိုပြောထားတယ်ကျန်တာအကုန်လုံးကိုဆွန့်လွတ်လိုက်မယ်လွတ်လပ်မှုကိုမဆွန့်လွတ်ဘူးဘယ်လောက်ထိအောင်ဆွန့်လွတ်မယ်ပြောလို့ဆိုတော့နောက်ဆုံးမိသားစုကိုပါဆွန့်လွတ်ရမယ်ဆိုရင်ဆွန့်လွတ်လိုက်မယ်ငါလွတ်လပ်မှုကိုတော့မဆွန့်လွတ်အဲ့လောက်ထိလမ်းဆုံးထိအောင်ပြောတာနော်အရာတိုင်းကိုဆွန့်လွတ်လိုက်မယ်လွတ်လပ်မှုကိုတော့မဆွန့်လွတ်နိုင်ဘူးအဲ့တော့ freedom ဆိုတာပါတယ်လို့ independence နည်းနည်းနီးစပ်တယ်နော် independence ဆိုတာအယိုးဆုံးအရှင်းဆုံးစကားလုံးနဲ့အတိတ်ပဲကောက်ပြီးပြောရမယ်ဆိုရင်ကိုအားကိုတာပဲကိုနဲ့ကိုနဲ့ပတ်သက်တာကိုများနိုင်နေများကိုဟာကိုလုပ်ယူခြင်းတယ်အဲ့ဒီထက်မှာဘုန်းကြီးစဉ်းစားလို့ရတဲ့လောက်တချို့အချက်လက်တွေကိုတချို့လူတွေကိုပြောပြခဲ့ပါတယ်နော်တစ်ချက်က financially independence ဘုန်းကြီးနည်းနည်းလေးတည်တဲ့ရွယ်ကလေးကအလုပ်လုပ်တတ်တယ်အဆန်ရှာတတ်တယ်အဲ့ဒီကလေးကကိုယ်ပုံဖိုးနဲ့ကိုယ်ကြောင်းစီကိုကိုယ့်အကူရှာနိုင်တယ်တော်တော်ကံကောင်းတာလို့ပြောရမှာဘာလို့လဲဆိုတော့တိတ်မကြောက်ဘုန်းကြီးအဖေကဆုံးသွားတော့အဲ့ဒါဘလို့မလုပ်ချင်လို့ဘလို့မရတော့တဲ့ကိစ္စဖြစ်သွားတယ်အဲ့တော့အလုပ်လုပ်တယ်ကြောင်းတက်တယ်အဲ့လိုနဲ့ပဲ RIT ရောက်တယ်အဲ့လိုနဲ့ပဲဘွဲရတယ်ကိုအားကိုပြီးရခဲ့တာပဲကိုအမှန်တန်ကျင်တတ်တယ်ဂုံလဲဂုံယူတယ်ကိုငါကိုအားကိုတယ်နေမကောင်းဖြစ်ရင်ဘုန်းကြီးရသမျှလိုက်ရှာတယ်ဖတ်တယ်ဖတ်တော့ငါဘာဖြစ်နေလဲတီးတယ်ဆိုရင်စေးတော့ဖို့လိုရင်စေးလေးနည်းနည်းသွားရှာတယ်နည်းနည်းပဲတောက်တယ်ဆေးကိုတပြားတောက်ပါဆိုဘုန်းကြီးဘယ်တော့မှတပြားမတောက်ဘူးတဝက်တောက်တယ်သုံးပုံတစ်ပုံတောက်တယ်လေးပုံတစ်ပုံတောက်တယ်ဆေးအားကိုပြီးတော့တက်တာသွားပြီငါနေချင်းလိုနေလို့ရတယ်လို့တွေးတော့မှာဘုန်းကြီးဒူးနာတယ်ခါနာတယ်ဆေးလိမ့်တက်တာတယ်ဆေးတောက်တက်တာတယ်အဲ့တော့လင်းဆေးနဲ့တောက်ဆေးဘယ်ဟာတုံးမလဲဆိုတော့လင်းဆေးပဲတုံးမှာတောက်ဆေးကသူက side effect တွေအင်တာများတယ်ခန္ဓာကိုယ် liver တို့ stomach တို့ဘာလို့ digestive system ကိုသူကဖျက်ဆီးနိုင်တာပြီးတော့ဒီ pain ဆိုတာကသူ signal တစ်ခုနော်သူ brain ကို signal ပေးတယ် pain ဆိုတော့ဘာကြောင့်သူအဲ့ဒီ pain ကိုပေးလဲဆိုတော့ဆင်ခြင်ပါလို့ပြောချင်တယ်နော်နောက်တစ်ခုကလည်း brain ကိုသူပြောတယ် repair လုပ်ပါလို့ပြောတယ်ဒါလည်းအသေးစိတ်ဆိုရင်အလုံးနည်းနည်းတင်ပြီးအင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်နော်အဲ့တော့ကိုကဒီ repair လုပ်ပါဆင်ခြင်ပါဆိုတဲ့ signal ကိုဖျောက်ပလိုက်ရင်ဘာဖြစ်သွားမလဲဆင်ခြင်ပါဆိုတာ lifestyle ကိုနည်းနည်းပြင်ခိုင်းတာနော် lifestyle ကိုမပြင်တော့ဘူးအဲ့တော့ brain ကလည်း pain signal မလာတော့ဘာလုပ်မလဲ repair မလုပ်တော့အဲ့တော့ pain signal ကသူ repair လုပ်ဖို့ brain ကိုပြောနေတာ
အဲ့ဒီ signal ရမှ brain ကဒီနေရာကို repair လုပ်တယ်နော်ဒီခန္ဓာကိုယ်ရဲ့ repair system ကိုဘုန်းကြီးအခုနောက်ပိုင်းမှာလေ့လာနေတာလေ့လာပြီးတော့ဘုန်းကြီးလှုပ်လို့ရတဲ့နည်းတွေနဲ့ရှာပြီးတော့လှုပ်ကြည့်လိုက်တော့အမှန်တန်အောစရာကောင်းပါတယ်နော်ဘုန်းကြီးရဲ့အသားရည်ပြောင်းသွားတယ်အရင်ဘုန်းကြီးရဲ့မျက်နှာမှာအညိုကွက်တွေအနီကွက်တွေနဲ့ဒီလိုကုတ်လိုက်ရေပြားတွေကအဖလိုက်ထွက်လာတယ်ဒီလိုကုတ်လိုက်ထွက်လာတယ်ဘယ်တော့မှပျောက်တယ်လို့မရှိဘူးအခုအဲ့ဒါတွေမရှိတော့ဘူးအဲ့ညိုတာတွေနေတာတွေကပျောက်တလောက်ဖြစ်သွားပြီနည်းနည်းပဲကြံတော့တယ်နော်ဘုန်းကြီးကိုယ့်ကိုကြည့်တဲ့အခါတွေ့ရတယ်အသက်ကြီးလို့အိုလို့တချို့ဟာတွေကတော့အိုတဲ့လက္ခဏာကတော့ဘယ်လိုမှဖျောက်လို့ရမယ်မထင်ပါဘူးနော်ဒါတော့မှခန္ဓာကိုယ်ရဲ့ repair system ကဘယ်လိုအလုပ်လုပ်တယ်လဲသူ repair system လုပ်ဖို့အတွက်ဘာတွေလိုအပ်တယ်လဲဘာတွေစားဖို့လိုတယ်ဘာတွေမစားရနေဖို့လိုလဲဆိုတာလေ့လာပြီးတော့တဖြည်းဖြည်းပြင်သွားတော့တစ်နှစ်ခွဲအတွင်းမှာကိုအသားရည်တိတိကျကျပြောင်းသွားတယ်ဘုန်းကြီးမှာ diabetes neuropathy ဆိုတာဖြစ်ပြီးတော့အရင်တော့လက်အဆစ်တွေရှိသမျှအဆစ်အကုန်ရောင်တယ်အကုန်နာတယ်ဘယ်လောက်ထိအောင်ဆိုးလဲဆိုပလင်းဖွင့်လို့မရဘူးဒီတကားလက်ကင်ဘူးတွေကိုလှည့်လို့မရဘူးသူ့မိမိရကင်ဖို့ကိုမကင်နိုင်ဘူးတကားကိုအဲ့လိုလက်ကင်ဘူးကိုကင်ပြီးတော့ကြက်နေတဲ့တချို့တကားဆိုမလှည့်နိုင်တော့လို့အဲ့ဒီလက်ကင်ဘူးကိုပြောင်းမရမယ်ဆိုပြီးတော့ဒီလိုဘူးအလုံးလေးမဟုတ်တဲ့အချောင်းလေးအတန်လေးပါတဲ့လက်ကင်ကိုပြောင်းတက်အဲ့ဒါကသူကဖိလိုက်ရသွားတာအဲ့လောက်ထိအခြေအနေဆိုးခဲ့တယ်နော်ခြေအစ်စ်တွေရောင်းတယ်ဒူးစစ်တွေရောင်းတယ်ခါအစ်စ်တွေအများကြီးရောင်းတယ်ဘုန်းကြီး MRI scan လုပ်ကြည့်တယ်တွေ့တယ်ရောင်းနေတယ်ဆိုတော့တွေ့တယ်ဘာစိတ်မှမတော့ lifestyle ကိုတဖြည်းဖြည်းပြောင်းနေအင်မတန်ကြာပါတယ်နှစ်နဲ့ချီပြီးကြာတယ်နော်အခုထိုင်ခြင်းထိုင်လို့ရတဲ့အကြာကြီးထိုင်လို့ရတယ်လက်တွေအကုန်လုံးကောင်းတယ်နော်ဘုန်းကြီးလက်ဘလောက်တန်လဲဆိုတာသိရင်တခါကြီးတယောက်လောက်လာရမှာ I can show you ဘယ်လိုနေလဲ very strong grip ဟမ်အရင်နဲ့တူသေးလားအရင်ဘာကိုမှမိမိရကင်လို့မရအောင်နော်ဘာလို့တက်တာသွားလဲ lifestyle diet exercise healthy lifestyle အဲ့ဒါကိုကြည့်လိုက်ရင်ဘာဖြစ်လဲဆိုတော့ I take the responsibility to be healthy to be happy also I educate myself intellectually independent ဖြစ်ရမယ်အဲ့ဒါကိုလည်းဘုန်းကြီးစဉ်းစားတယ်ငါသိကျင်တာကိုငါရအောင်ရှာမယ်အဲ့ဒါကျောင်းသားဘဝတွေကငါသိကျင်တာငါရအောင်ရှာမယ်ဆိုပြီးရှာတော့ဘယ်လောက်ထိရလဲဆိုတော့ 70% လောက်ရတယ်ဘယ်သူမှသင်မပေးဘဲနဲ့ subject တစ်ခု 70% လောက်တော့ကိုရတယ်အဲ့ဆို somewhere အောင်မလားမအောင်ဘူးလားအောင်နေပြီအဲ့တော့ 70% ကတော့ငါသိကြသွားပြီပူစရာမလိုနောက်ထပ်နည်းနည်းတိုးကျင်နေဆိုရင်တော့ကိုယ့်ထက်အများကြီးတက်တဲ့လူစီကနည်းနည်းပညာယူရသေးတယ်နော်အဲ့ဒါတော့တိတ်မကျင်တော့ဘူး dependent ဖြစ်နေသေးတယ်ဒီထက်ပိုပြီးတော့မြင့်ကျင်တယ်ကိုနောက်တော့လဲဒီလိုပဲလုပ်ရတော့တာပါပဲဘယ်ဆရာစီမမေးဖို့မဖြစ်တော့တဲ့အချိန်ရောက်တာပေါ့နော် emotionally independent ငါ့ကိုသူများကစိတ်ညစ်အောင်လုပ်လို့မရစေအောင် I will not allow anybody to make me unhappy အဲ့ဒီအစားနော်သူတို့ဘာပြော I don't care I will not take them seriously အဲ့ဒါတွေကသူတို့မစင်မစားပါဇက်ကထွက်တယ်မြပြောခြင်းလို့ပြောတဲ့စကားတွေပဲသူတို့ညာမရှိလို့ပြောတာငါကြီးမဆက်ဘူးသူတို့ကလည်းနှိမ်လိုက်တာနော်အထက်စီကနေနေရာယူလိုက်တာငါအတွက်အကောင်းဆုံးဟာဘာဖြစ်မလဲဆိုတာငါသိတယ် I know what is good for me and I will do it နော်ဒါ responsibility ပဲနော်ငါ့ကိုသူများစိတ်ဆင်းအောင်ဆင်းရဲအောင်လုပ်လို့မရစေရဘူးမလွယ်ဘူးအဲ့ဒါတဖြည်းဖြည်း train လုပ်ရတာကိုယ်သူများအပြစ်တင်လိုက်ဒေါသဖြစ်လာတော့အဲ့ဒေါသလားအခုသူပြောမယ် amygdala ကလောက်တာပဲအဲ့ဒီအကြောင်းဘုန်းကြီးဆက်ပြောမယ်တရားထုတ်ရင် amygdala ဘာဖြစ်လဲဆိုတာရှိတယ်နော်အဲ့တော့ကိုယ့်ရဲ့ဒီ brain ထဲမှာရှိတဲ့ amygdala ဆိုတဲ့ cell နှစ်ခု glands နှစ်ခုဟာသူတို့ overactive ဖြစ်နေရင် emotionally control လုပ်လို့မရဘူးအဲ့ဒါမကြိုက်ဘူးဒေါသကြီးလုံးလည်းမကြိုက်တယ်လို့ဘုန်းကြီးရဲ့ဇယိုက်ကပျော်လွန်းတဲ့အမူအရာကိုလည်းမကြိုက်ကိုယ်တိုင်ပျော်လွန်းတဲ့အမူအရာကိုပြလည်းမရှိဘူးနည်းနည်းလေးပြုံးမယ်နည်းနည်းလေးပျော်တဲ့အမူအရာရှိမယ်လို့ပဲဒါဟာဟိုတက်နေအောင်ရည်တယ်ဆိုတာမရှိဘူးဘုန်းကြီးငယ်ရတော့ဘုန်းကြီးရည်အောင်တော့ဘာမှလုပ်လို့မရဘူးမရည်တီပဲနေတယ်အများလားအဲ့တော့လူတစ်မျိုးပါနော်
လူတစ်မျိုးဆိုတော်သေးတယ်ဘုန်းကြီးရဲ့အမကတော့ဘုန်းကြီးကိုချစ်လဲချစ်တယ်သူကနင်ကတော်လူခွာစားပဲနောက်တစ်ခုသူပြောတာရှိတယ်ဘုန်းကြီးတက္ကသိုလ်ရောက်ပြီးမှပြန်လာတော့နင်တက္ကသိုလ်ရောက်ပြီးမှနည်းနည်းပေါ်တော်ဖြစ်လာတယ်နည်းနည်းပျော်တတ်လာတယ်ဆိုတော့တက္ကသိုလ်မှာတီတီကြီးနေလို့မရဘူးတကယ်ချင်းပေါင်းတင်နေ hostel မှာနေရတာအဲ့တော့ကိုတယောက်တည်းတီတီကြီးနေလို့မဖြစ်ဘူးအဲ့တော့ပေါင်းတင်နေနဲ့ပြောဆိုစကားလည်းနည်းနည်းမများပြောလာတယ်အိမ်ပြန်သွားတော့ one time မရှိသေးတဲ့အမကနင်တက္ကသိုလ်ရောက်ပြီးမှနည်းနည်းပေါ်တော်ဖြစ်လာတယ်ဒါလည်းကောင်းတဲ့လက္ခဏာတစ်ခုပါနော်အဲ့လိုပဲနော်spiritually independent ဘုန်းကြီးရဲ့ပင်ကိုယ်စိတ်က very spiritual နော်မြင့်မြတ်တာသိကြိုက်တယ်အဲ့ဒါအများအားရှာမြင့်မြတ်မှုကိုရှာနေတယ်နော်အမြင့်မြတ်ဆုံးလူသားတယောက်ဖြစ်ချင်တယ်ကိုမှန်းလောက်တော့မဖြစ်ပါဘူးကြိုးစားတော့မှာပဲဒါကြောင့်ဘုန်းကြီးနောက်ထပ်အသက်30လောက်နေရမှာဖြစ်မယ်နော်အချိန်အများကြီးလိုချင်သေးတယ် brain ကလည်းကောင်းနေရမယ်ကျန်းမာရေးအကုန်လုံးကောင်းနေရမယ်နောက်ထပ်နှစ်30လောက်အသက်ရှိချင်သေးတယ်ဖြစ်မှမဖြစ်ဘူးတော့မပြောနိုင်ဘူးဒါပေမဲ့စိတ်ကမျှော်မှန်းချက်တစ်ခုရှိနေတယ်နော်ငါအဲ့ဒါကိုရအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့နေနေကိုပဲကျမ်းမာနေတယ်ပြောနေတယ်ငါဘာမှမလုပ်ချင်တော့ဘူးဆိုရင်မနဲ့နေတယ်ငါအိုပြီမတတ်နိုင်တော့ပါဘူးဘယ်နဲ့နေလဲမြန်တည်မှာပဲနော်အဲ့တော့မြန်တည်မဲ့လမ်းတော့ဘုန်းကြီးမရွေးချင်ပါဘူးအဲ့ဒါလို့နော်ကို independent ဖြစ်အောင်တန်းနေတဲ့နီးနဲ့စူးစမ်းတာပဲရာရင်နှုန်းပြေးကတော့ဘယ်သူမှရမယ်မထင်ပါဘူးလူဆိုတာကိုပေါင်းခြင်းအတန်ဝင်ကိုဆွေမျိုးမိသားစုဘုန်းကြီးတို့ဆိုရင်လည်းတပည့်တွေလည်းပါတာပေါ့နော်သူတို့ကိုတစ်ခါတလေတော့အားကိုးရပါတယ်နော်ဒါပေမဲ့ဘယ်သူမှတာဝန်ပုံပြီးတော့မပေးလိုက်ဘူးကိုမတက်နိုင်တော့တဲ့အဆုံးချမှာနည်းနည်းလေးပြောတယ်ဒါကြောင့်တချို့ဘုန်းကြီးကိုကြည်ညိုလုံးလို့ပဲပြောချစ်လို့လုံးပဲပြောဘလို့ပြောအများကြီးလုပ်ပေးခြင်းဘုန်းကြီးခဏတော့တီးခံနေတယ်နည်းနည်းကြာလာရင်အဲ့ဒါပြောလိုက်တော့တာပဲမလုပ်ပါနဲ့အဲ့ဒါမကြိုက်ဘူးငါတို့ကအကူကြီးပေးခြင်းနဲ့မကြိုက်ပါလားဆိုဟုတ်တယ်အကူကြီးမလိုဘဲနဲ့ပေးတာကိုမကြိုက်ပါဘူးအဲ့တော့အဲ့ဒါလို့ကို responsibility ယူခြင်းတဲ့လူနော် independent ဖြစ်ခြင်းနဲ့ဆန္ဒပြင်းတဲ့လူဟာငါတာရှိရောကမဖြစ်ဘူးထူးဆန်းတယ်နော်ဆရာတော်ကြီးတပါးဘုန်းကြီးကိုပြောဘူးတယ်နော်သူကအတက်တော်တော်ကြီးပြီဒါပေမဲ့တခုခုလို့ဆိုရင်ဖြတ်ခနဲ့ထားသွားပြီးသူ့တွားလုပ်တယ်ဘေးကတပည့်တွေကဆရာတော်နေပြီးတော့လုပ်ပေးမယ်နေစမ်းပါကွာတဲ့သူများကိုအားကိုးရင်ငါအဲ့ရလဲသွားလိမ့်မယ်မှတ်သားစရာနော်ဆရာတော်ကြီးခေပညာတတ်လည်းမဟုတ်ဘူးနော် psychology လည်းသူဘာမှနားမလဲဘူးနော်ဒါပေမဲ့သူပြောလိုက်တယ်သူများကိုအားကိုးရင်အဲ့ရလဲသွားမယ်ဘယ်နဲ့တော့အပြုစုခံကျင်တဲ့လူဒီမှာမနေအောင်လို့ရှိတယ်ပြုစုမဲ့လူတွေဝိုင်းနေမှကြိုက်တယ်ဆိုတဲ့လူရှိလားခေါင်းခါရဲဆိုရင်တော့ဘုန်းကြီးကတော်တော်ဝန်တာပါတယ်နော်ငါနားမှာပြုစုမဲ့လူတွေဝိုင်းနေကောင်းပါပဲဆိုရင်အပြုစုခံရအောင်ဘယ်လိုနေပေးရမလဲယောဂပေါင်းစုံဖြစ်ပြမှရမယ်သူအကြောင်းပြချက်မရှိရင်ဘယ်သူမှလာပြုစုမှာမဟုတ်ဘူးနော်အဲ့တော့ငါနားမှာပြုစုမဲ့လူတွေဝိုင်းနေအောင်တော့ငါလုံးဝဖြစ်မယ်ဆိုတော့ပြီအဲ့ဒီစကားတခွန်းတိုင်းလေးနဲ့စဉ်းစားပါနော် How long are you going to live this life? Fast and furious. အဲ့တော့ဒီနေ့တော့သူကသူ့ကိုယ်သူမှန်တယ်မှာကြည်ပြီးတော့ Peter နင်ဒီလိုပဲနေတော့မှာလားဘယ်လောက်ကြာဒီလိုပဲနေမှာလဲနော်မကြမ်းမပြောမရွှင်သူပြောရတော့ဆရာဝန်နေတဲ့မှာ95ရာခိုင်နှုန်းတော့မကြမ်းပါဘူး How long are you going to live your life နော်ဒီလိုမပြောမရှင်ကြီးနဲ့ဘယ်လောက်ကြာနေမှာလဲ That very moment, my life took a turn. That very moment, my life took a turn. No? That very moment. အဲ့ဒီချိန်မှာသူ့ဘဝက took a turn. ဘာပြောရလဲအရင်သွားနေကြလမ်းတယ်မဟုတ်တော့ဘူးနော်လမ်းပြောင်းသွားတယ်နော်လမ်းချိုးတစ်ခုရောက်သွားတယ် It's very consequent. And in a very resolute way. The nice thing I find out is that changing your lifestyle. Believe in yourself, think big, build confidence. I never had the feeling that I was losing more than I was gaining.
And very small steps made very big, important changes in my life. And now you might think, yeah, Peter, nice. Preaching is something different than practicing. In fact, that is your inner voice speaking. In medical terms, called the amygdala. And that little guy inside of you, အဲ့တော့ तू အဲ့လိုတွေ့ရတယ်နော်ငါဒီတန်းတော့မနေတော့ဘူးငါကငါပြောင်းတော့မယ်လို့ပြောတော့တဲ့ तू brain က amygdala ကသူ့ကိုပြောတယ်တဲ့နော်အဲ့ဒါလုပ်ဖို့မလွယ်ဘူးပေါ့အဲ့လိုလုပ်မရဘူးအဲ့တော့ကိုယ့်ကိုကောင်းတာမလုပ်ချင်အောင် तू ကပြောလဲကို brain ကိုစိတ်ကပဲပြောတယ်နော်ကိုယ့်ကိုစင်ကြီးတွေပေးတယ်ကိုယ့်ကို short တွတ်တယ်မင်းမလုပ်နိုင်ပါဘူးကွာမင်းအသက်ကြီးပါပြီနော်မင်းအဲ့လိုလုပ်လိုက်ရင်ဟိုလူတွေဘလို့ဖြစ်ကုန်လဲမင်းတို့ငဲဖို့ကောင်းတာပေါ့အမျိုးမျိုးအကြောင်းပြချက်တွေပြမယ်နော်ကိုကောင်းတာလုပ်ချင်တာကိုလုပ်မဖြစ်အောင်ကိုစိတ်ကပဲစင်ကြီးတွေအမျိုးမျိုးပြတ်တတ်တယ် might even tell you it is not worth changing it in all the effort. And you will fail anyway. You will fail anyway တဲ့မပြောင်းလဲရမှာမဟုတ်ပါဘူး Not to challenge the little guy inside. And the way to do it is think big, but act small. Think big act small အရေးကြီးတဲ့ချက်အမတန်အရေးကြီးတဲ့ချက်အဲ့ဒါလည်းဘုန်းကြီးရှင်းပြချင်တာနော်အဲ့တော့ကိုယ်စိတ်ကကိုယ်ကိုအဲ့လိုပြန်ပြောရင်တဲ့သူ့ကို challenge မလုပ်ပါနဲ့အဲ့ဒါဟောဘယ်လိုနားလဲမလဲတော့ကသူ့ကိုရံမလုပ်ပါနဲ့မင်းဘာပြောငါလုပ်ချင်တာလုပ်မယ်လို့သူစောရကမတက်နဲ့အဲ့လိုစောရကတက်နေအဲ့တဝဲလဲလဲပဲနော်အဲ့တော့သူပြောချင်တာခုနပြောရနော် think big act small ဟုတ်ပြီနော်အဲ့ဒါကိုအတိတ်ပဲဘုန်းကြီးနည်းနည်းလေးမှတ်မိတော့အောင်ပြောပြမယ်လွန်ခဲ့တဲ့2နှစ်လောက်ကနော်ဘုန်းကြီးလမ်းလျှောက်ရင်တော်တော်ပင်ပန်းတယ်နော်တနေ့တာလုံးမှာနေကောင်းတဲ့အချိန်ဟာတေချာစဉ်းစားမှ1နာရီ2နာရီအလုံးစုံ3နာရီဒါတော့ဇက်တိုက်မဟုတ်ဘူးမနေ့ပိုင်းမှာ1နာရီလောက်ညနေဘက်မှာ1နာရီလောက်နေကောင်းတဲ့အချိန်လေးရှိတယ်တခုခုလှုပ်လိုက်ရင်ပင်ပန်းသွားပြီးတော့အဲ့ရမှာအိတ်နေမှရတယ်ဘယ်လောက်ထိအောင်အချိန်နေဆိုးလဲဆိုတော့တခါတော့မနေ့အိတ်အားထားတယ်အိတ်အားကနေထားဖို့အားမရှိနှုံချိနေတာအဲ့တော့မရမကစူးစမ်းပြီးထားရတာပဲထားပြီးတော့စားဖို့တောက်ဖို့အချိန်လာပို့တဲ့ခါအဲ့ပို့တာလေးနည်းနည်းစားလိုက်တယ်စားပြီးအဲ့စားတဲ့စပွဲနဲ့ကတ်ရက်မှာခွန်ကြီးမှာဆိုဖာအရှိတစ်ခုရှိတယ်9ပေကျော်လောက်ရှိတယ်အဲ့ဒီမှာခေါင်းလေးတစ်လုံးလည်းရှိတယ်စားပြီးတာနဲ့အဲ့ဒီညမှာပြန်လှဲပြီးတရေးပြန်အိတ်လိုက်တယ်နော်အဲ့တော့ခန္ဓာကိုယ်ကဘာမှမလုံနိုင်ဘူးလမ်းလျှောက်သွားမယ်စဉ်းစားနေအိပ်ပျော်သွားနိုးလာတော့နေမြင့်နေပါပြီနေပူနေပြီမလျှောက်ပြတော့နော်ပြောလဲဘယ်လိုပြောလဲဆိုတော့ငါအိုးပြီကိုဒါအိုးတဲ့လက္ခဏာတစ်ခုပဲဒီလိုနှုံးချိနေတာကိုပဲဒါအမြဲတမ်းလက်ခံထားမယ်ကိစ္စတစ်ခုအဖြစ်နဲ့လက်ခံလိုက်တဲ့သဘောရှိတယ်နော်ဒါပေမဲ့နည်းနည်းလေးကြာလာတော့ဒီလိုမနေချင်ဘူးဘာလုပ်လဲစဉ်းစားနော်အဲ့တော့ငါအချိန်မရွေးထားပြီးလမ်းလျှောက်လို့ရတဲ့နေရာတစ်နေရာကိုသွားရင်ကောင်းမယ်တခါလေဟုတ်တယ်အခုလမ်းလျှောက်ပါဆိုအခုမလျှောက်နိုင်ဘူးနောက်1နာရီလောက်စောင့်2နာရီလောက်စောင့်အဲ့ဒီအချိန်မှာလမ်းလျှောက်နိုင်ပြီဒါပေမဲ့အချိန်တွေကမပေးဘူးလမ်းလျှောက်စရာနေရာမရှိဘူးဒီနေရာချင်းချင်းလေးတစ်ခုမှခောက်တော့ခပ်ပြန်လျှောက်ပါဆိုရင်ဘုန်းကြီးအဲ့ဒါမျိုးသိဝါနာမကောင်းငယ်ငယ်လေးကဘုန်းကြီးကလမ်းခီးကိုအဝေးရှိတောင်ရိုးတန်းတစ်ခုလုံးလျှောက်တဲ့အချင်းရှိတယ်နော်အဲ့တော့အချင်းနေပေးကျင်တော့ကံကောင်းကျင်တော့လို့ပဲဆိုပါတော့နော်ဘုန်းကြီးတွားနေတဲ့ဗီယက်နမ်နေရာလေးဟာလမ်းလျှောက်လို့အမှန်တန်အဆင်ပြေတယ်အဆင်ပြေအောင်လဲတေချာလှုပ်ပေးထားတယ်အဲ့ဒါလှုပ်ပြီးသွားတာလဲနှစ်ကျော်လောက်ပဲရှိပါသေးတယ်နော်အဲ့ဒီမှာကဘယ်အချိန်ဖြစ်ဖြစ်ညတကောင်ကျော်ဖြစ်ထားပြီးလမ်းလျှောက်သွားလို့ရတယ်အဲ့ဒီမှာသွားနေတယ်ခဏလမ်းလျှောက်တယ်ပထမတော့10မိနစ်လျှောက်လိုက်နားလိုက်15မိနစ်လျှောက်လိုက်နားလိုက်မိနစ်20လျှောက်လိုက်နားလိုက်နားလို့နည်းနည်းလေးအားပြန်ပြလိုက်နောက်တစ်ခါထပ်လျှောက်နောက်တစ်ခါထပ်လျှောက်တယ်တောင်ပေါ်တက်ဖို့ဆိုရင်မတက်နိုင်ဘူးတဝက်ရောက်အောင်သွားတယ်တော့နားတယ်အဲ့ဒီတောင်ပေါ်တက်တဲ့လမ်းခီးမှာထိုင်လို့အဆင်ပြေမဲ့ထိုင်ကုန်တွေ
ကျွေပြားခင်းထားတာပေါ့နော်မိုးရေလက်ဆုပ်ခေါင်းအဲ့ဒါမျိုးဟာ14နေရာလောက်ရှိတယ်အဲ့တော့ဒီတနေရာမှာထိုင်ရင်ကတော့ဟိုဘက်လှမ်းကြည့်လိုက်ဟိုမှာနောက်ထပ်ထိုင်စရာနေရာတနေရာရှိတယ်အဲ့တော့ဒီထိုင်ကုန်ကနေဟိုဘက်ထိုင်ကုန်ရောက်သွားတယ်အဲ့တော့ကိုဘယ်လိုပြောထားလဲဆိုတော့ငါပထမဆုံးထိုင်ကုန်ရောက်အောင်သွားမယ်အဲ့ဒီရောက်တော့ထိုင်လိုက်တယ်ပေါင်းချင်းကအေးချမ်းပြီးတော့တိတ်ဆိတ်နေတယ်ငှက်တန်လေးတွေကြားတယ်လေတိုက်တယ်တစ်ပင်တွေကြီးဟိုကြည့်ကြည့်တောင်ကုန်းကိုကြည့်လိုက်မိုးကောင်းငယ်မော့ကြည့်လိုက်လှလိုက်တာအဲ့ဒီတော့အလှကိုကြည့်နေတဲ့ချိန်မှာကိုမေ့နော်ဘုန်းကြီးအတွက်ကတော့အဲ့သဘာဝကိုကြည့်တာက meditation တစ်မျိုးပဲအရင်လည်းပြောဘူးတယ်တချို့လည်းကြားဘူးမယ်မှတ်မိမယ်နော်ဘုန်းကြီးငယ်ငယ်တုန်းကနေဝင်တာကိုထိုင်ကြည့်တဲ့အချင်းရှိတယ်နေဝင်တာအမှန်တန်လှတာပဲနေဝင်တာကိုကြည့်နေတဲ့ချိန်မှာနေလုံးကြီးရွေ့သွားနေတာမြင်ရတယ်နော်ဒီအပေါ်တက်မှာဆိုရင်မမြင်ရဘူးအောက်မှာဆိုတော့ तू ကဟို horizon မဟုတ်ဆက်ဝိုင်းခေါ်နော် horizon နဲ့က तू နီးနေပြီလို့တဖြည်းဖြည်းနီးလာလေရွေ့တာတိတာလေပဲအဲ့ဒါကိုသိစိတ်ဝင်စားတာရွေ့နေတယ်နီးလာနေပြီဟိုထိပြီနော်အောက်ကထိရမယ်မြေနေရာနဲ့ထိပြီဆိုတော့ထိပြီတောင်ကုန်းလေးထိပ်ကိုထိသွားပြီဝင်သွားနေပြီတဝက်ပြောက်သွားပြီကြည့်နေတယ်ပျောက်တော့မယ်ပျောက်ပြီလားမပျောက်သေးဘူးလားစဉ်းစားနေရတယ်ဘုန်းကြီးဒီကွန်ပျူတာထဲမှာအဲ့လိုဓာတ်ပုံတွေရိုက်ထားတာအများကြီးအခုဘုန်းကြီးတွားနေကြတဲ့ဗီယက်နမ်နေရာမှာနေဝင်တာကိုဘုန်းကြီးရိုက်ထားတဲ့ပုံတွေကမနှဲဘူးရှိတယ်တောရှုခင်းတွေရိုက်ထားတာလည်းအင်မတန်များပါတယ်တခါတလေပြန်ကြည့်ရင်ကြည့်လို့ရအောင်ပေါ့နော်ထိုင်လိုက်ရင်လည်းထိုင်လို့ကောင်းတဲ့နေရာလေးမှာအေးချမ်းလိုက်တာထိုင်ရင်လည်းလေတိုက်နေတာလေးကိုသိနေတယ်လေကလည်း pollution မရှိတဲ့လေနော်တော့နဲ့မြို့နဲ့ကီလိုမီတာ40လောက်ဝေးတာ哦အတန်းလည်းအင်တန်တိတ်စိတ်ပါတယ်လူသူပြိတ္တမရှိဘူးအဲ့တော့နေတဲ့နောက်ထပ်ဘုန်းကြီးတစ်ပါးပဲရှိတယ်သူနဲ့ဘုန်းကြီးနဲ့နှစ်ပါးပဲအဲ့တော့အင်မတန်လွတ်လပ်ပေါ့ပါပြီးတော့အေးချမ်းနေတဲ့နေရာမှာထိုင်နေနဲ့တိတ်တော့စိတ်ထမှာအတွေးတွေမရှိတော့ငြိမ်အဲ့ဒီငြိမ်နေတယ်ဆိုတာလေးကိုသိနေတယ်အဲ့သိနေတယ်ဆိုတာကိုဘာတစ်ခါသိနေတယ်အဲ့တော့နောက်ရှောက်အောင်မှပါလို့စဉ်းစားပြီးတော့ပြန်တွေးလိုက်တယ်ငါအဲ့လိုထိုင်းနေရတာငါဘဝအဆဆရပြည့်စုံနေလို့ပဲငါမှတခုခုလိုနေသေးတယ်ဆိုတဲ့ခံစားချက်မရှိဘူးလုံးဝကိုပြည့်စုံနေတာပဲစိတ်ချမ်းသာနေတယ်အင်မတန်စိတ်ချမ်းသာနေတယ်အဲ့လိုနဲ့ဒီခုံပြီးရင်ဟိုခုံပြီးရင်ဟိုခုံတခုံပြီးတခုံသွားတာနော်တောင်ထိပ်ရောက်တာပဲရောက်ပြီးရင်လည်းဖြည်းဖြည်းချင်းပြန်ဆင်းတယ်အဆင်းကြတော့နည်းနည်းတော့တက်တာပေါ့နော်လမ်းကတမင်တကာဖောက်ထားတဲ့လမ်းကိုအဲ့တော့သူ grading ကတိတ် steep မဖြစ်ဘူးအဲ့လိုနဲ့တဖြည်းဖြည်းတက်တာဒီနှစ်ဘုန်းကြီးအဲ့ဒီတောင်ကုန်းကိုတရက်ထက်မှာ၄ခါတက်တယ်တခါတောင်မတက်နိုင်တဲ့ခြေနေကနေနော်ဒီနေ့၄ခါတက်ခဲ့တယ်နေ့တိုင်းတော့မဟုတ်ဘူး၄ခါ2ရက်တက်ခဲ့တယ်ဒါပေမဲ့ဂျားရက်ဒီမှာနေ့တိုင်း3ခါတက်တယ်ဒီမှန်းချက်ကတော့တောင်ပေါ်ရောက်ဖို့နော် think big နော် act small act small ဆိုတာဘာကိုပြောရလဲဆိုတော့ဒီခုံပြီးသွားရင်ဟိုဘက်ထိုင်ကုန်သွားမယ်အကယ်၍ရှေ့ဆက်မသွားနိုင်လဲပြန်မှာပေါ့ဒီလိုနဲ့တဖြည်းဖြည်းသွားတာနော်တရားအထုတ်တုန်းကလည်းအဲ့လိုပါပဲဘုန်းကြီးစတုန်းက10မိနစ်နဲ့စတာပါအဲ့လိုနဲ့10မိနစ်ကနေ15မိနစ်15မိနစ်ကနေမိနစ်20မိနစ်20ကနေနိုင်ဝက်တနေ့ကိုတစ်ခါကနေနှစ်ခါဒီလိုနဲ့သွားတာပဲ think big act small ငါ3နာရီမထတန်းထိုင်လိုက်မယ်လို့ကြည့်စမ်းပါရအောင်အဲ့ဒါဆက်ပြီးတော့နားထောင်ပါဒီလူပြောတဲ့စကားတွေမှာနော်တခွန်းချင်းကိုအတိတ်ပဲအကျဉ်းနားလေကိုလိုတယ်နော်အခုဘုန်းကြီးဒီလောက်အသေးစိတ်ရှင်းပြနေတာလှုပ်စေခြင်းလို့ပါနော်နားထောင်ပြီးပြန်သွားရုံနဲ့ဆိုရင်တော့ဘာမှအကျိုးမရှိပါဘူးမေ့သွားပါပါ How much time would you be able in a day to take time out? Not working, not reading, not exercising, just doing nothing. Just doing nothing လုပ်နိုင်မလားတဲ့အဲ့တော့ဘုန်းကြီးဗီယက်နမ်မှာနေတော့ဘုန်းကြီးသမီးက message တစ်ခါပို့တယ်နော်သူတို့ကတော့ဘုန်းကြီးကိုအင်္ဂလိပ်လိုပဲပို့တယ်ဘုန်းကြီးကလည်းအင်္ဂလိပ်လိုပဲပြန်ရေးတယ်Daddy what are you doing
ဘုန်းကြီးကပြန်ဖြစ်တယ် I'm doing nothing doing nothing ဆိုတဲ့ထက်မှာဘယ်လောက်ထိအောင် nothing ဖြစ်ရလဲဆိုတော့ဘာမှကိုမတွေးတာလွယ်မယ်ထင်လားအဲ့တော့သူပြောတာနော် doing nothing လုပ်ဖို့နော် time out ယူလိုက်ပါတဲ့ time out ဆိုတာဘာလဲလုပ်နေတာကိုရပ်လိုက်တာပဲအဲ့ဒါအမှန်တန်ရေးကြီးပါတယ် time out ဆိုတာအမှန်တန်ရေးကြီးတယ်ဒါပေမဲ့ time out လုပ်လိုက်ပြီးတော့သူအိတ်လိုက်တာလားဆိုတော့အိတ်တယ်မဟုတ်သူပြောတတ်လို့သူပြောတာနော် doing nothing ဆိုတာအမှတ်တမဲ့ကြားရင်တော့ doing nothing ဆိုတာအလကားအချိန်ဖြုံးတာလို့ထင်နေမယ်မဟုတ်ဘူးစိတ်ကိုရာခိုင်နှုန်းပြည့်အနာပေးထားတယ်ဒါပေမဲ့သိနေတယ်ကြည်လင်နေတယ်အေဂျင့်နေတယ်စိတ်ပင်ပန်းတာကိုပင်ပန်းတာလဲတဖြည်းဖြည်းတက်တာသွားတယ်ဘာမှပင်ပန်းတာမရှိတော့ဘူးငြိမ်သက်တယ် just being နော် being နဲ့ doing နဲ့ mode ကနှစ်မျိုးရှိတယ်နော်လူတွေက doing နဲ့အကျင့်ပါလာပြီးတော့ doing ပဲလုပ်တတ်တော့တယ် being ကိုမသိတော့ဘူး meditation က being နော် mindfulness က being နော် I am being mindful လို့ပြောလို့ရတယ်နော် I am being mindful နော် I'm doing mindful လို့ပြောမယ်ဆိုရမလားမရဘူး I'm doing mindfulness လို့ပြောရင်ကိုအဲ့ဒီ sentence မျိုးတစ်ခါမှဘုန်းကြီးမကြားဘူး I'm practicing mindfulness လို့ပြောလို့ရတယ်အဲ့တော့ being ကအမှန်ရေးကြည့်ပါလေ Is it an hour? Is it 30 minutes? an hour 30 minutes Is that fine? I would say start with 1 minute. 1 minute နဲ့စပါတယ် gain 1 minute to stare at something. 1 minute to start the life-changing experience. 1 minute to start the life-changing experience 1 minute ကများသလားအချိန်မရှိဘူးလို့ပြောမှာပြောဘူးเนาะအဲ့ဒီ1 minute လို့သူပြောလိုက်တာကိုเนาะတတိသူပြောတာလည်းကြားလိုက်ရောဘုန်းကြီးချက်ချင်းတတိရတယ်ပြောမစို့ပြောစရာဘုန်းကြီးရဲ့ဘဝထဲမှာစိတ်ကူးတဲ့ရာတွေလုပ်ခဲ့တာတွေအများကြီးပါเนาะအဲ့ဒီမှာတစ်ခုကဘာလဲဆိုတော့ဘုန်းကြီးကျောင်းသားဘဝ RD အဲ့တုန်းက RD ခေါ်တာဟုတ်เนาะ RD မှာကျောင်းတက်တော့ဘုန်းကြီးတို့ခေတ်ကမြေပြူနဲ့ရေးတဲ့ခေတ်ဆရာတွေတော်တနာဖို့ကောင်းတယ်เนาะမြေပြူတွေသုံးရဒစတာကြီးနဲ့ဖြည့်ရတယ်အဲ့ဒါတွေသူတို့ရှူမိတယ်အဲ့တော့ဒီ blackboard ကသူ့မှာစေးအမဲတုတ်ထားတာเนาะဟောင်းနေပြီဆိုတော့စေးရထပ်ပြီးတော့ရတာလည်းရှိတာပေါ့စေးလေးတွေပဲ့တဲ့နေရာတွေရှိတယ်အဲ့တော့မြေပြူနဲ့ရေးပြီးတော့ဖျက်လိုက်ရင်အဲ့ဒီပဲ့တဲ့နေရာမှာဖြစ်တယ်အဖြူတွေဝင်သွားတယ်မြေပြူဝင်သွားတယ်เนาะဖြူနေတဲ့အဆက်ကလေးဖြစ်တယ်เนาะဘုန်းကြီးအတန်းထဲမှာထိုင်နေနေအဲ့ဒီဖြူတဲ့အဆက်ကလေးကိုကြည့်တယ်ငါစိတ်ကအဲ့ဒီအဆက်ဖြူတဲ့အဆက်ထဲမှာပဲရှိရမယ်တခြားဘယ်မှမသွားစေအောင် meditation လို့ခေါ်မလားဘာခေါ်မလဲခေါ်ရင်လို့ခေါ်ပါဘုန်းကြီးဘာလုပ်နေတာလဲဆိုတော့ကိုယ်စိတ်ကိုတဏှာမှာထားတယ်ဘယ်လောက်ရမလဲဆိုတော့မပြောနိုင်ဘူးရသလောက်ထားတယ်နော်နောက်တစ်ခုဥမာပြောမယ်အခုဒီစင်ကာပူဟိုလာတဲ့လမ်းခီးမှာလေယာဉ်မှာဘုန်းကြီး business class မှာထိုင်တယ်နော်ရှေ့ဆုံးနေရာမှာဘုန်းကြီးတွေကိုပေးတာဟုတ်ရှေ့မှာနိုင်ရန်လေးရှိတယ်အဲ့နိုင်ရန်မှာ stainless steel button လိုဟာမျိုးလေးရှိတယ်သူကဒီကတ်ထားတဲ့အပြားကိုငြိမ်အောင်ဆိုပြီးတော့ထိန်းထားတဲ့ဟာပါနော်လှလှပေါလေးလောက်ထားပါလားဒါပါသူဒီဇိုင်းလေးဟာအဲ့ဒါလေးကဘုန်းကြီးမျက်စိရှိတဲ့ရှိတယ်ဘုန်းကြီးထိုင်ရင်းနဲ့အဲ့ဒါပဲကြည့်တယ်တရန်းစာလာပေးတယ်မဖောက်ဘာမှမဖောက်လန်ကီတလျှောက်လုံးတခြားခဏထားလို့ဆရာရှိရင်လုပ်တယ်မလုပ်ချင်အဲ့ဒါပဲထိုင်ကြည့်doing nothing တရားထိုင်နေတာလားဆိုတော့အနိစ္စလည်းမတွေးမိပါဘူးဒုက္ခလည်းမတွေးမိပါဘူးအနတ္တလည်းမတွေးမိပါဘူးဘာမှမတွေးမိဘူးငါစိတ်ကအဲ့ဒီနေရာမှာရှိနေတယ်တော်ပြီ simple အခုချိန်ထိဘုန်းကြီးအဲ့ဒီအကျင့်ကမပြောက်သေးဘူးเนาะငယ်ငယ်အကျင့်ကမပြောက်ဘူးအဲ့တော့သူပြောတယ်เนาะ10မိနစ်လောက်ပါတဲ့အဲတပည့်တော်မှာအဲ့ဒီ10မိနစ်လောက်ဖို့အချိန်မရှိပါဘူး Staring helps us to relax. And relax brings us the elimination of unnecessary impulses. And it also brings
staring ဆိုတာသူကစိုက်ကြည့်ပါလို့ပြောတာနော်အဲ့တော့တရားထုတ်တဲ့ထက်မှာတစ်ခုခုကိုတဲ့ကြည့်ပြီးတော့မမိတ်မတုံကြည့်တဲ့အလေးအကျင့်ရှိတယ်ဘယ်လိုခေါ်တယ်လဲဒီဒကမကြီးတွေကတော့စာပေနှမ်းဆက်လို့သိတယ်ကတိုင်းနော်ဘုန်းကြီးငယ်ရတော့ပထဝီကတိုင်းလောက်ခဲ့ဘူးတယ်အာကာသကတိုင်းလောက်ခဲ့ဘူးတယ်နှစ်ခုစလုံးကြိုက်ပါတယ်ဒါပေမဲ့အာကာသပုံကြိုက်ပါတယ်ဘာဖြစ်လို့လဲအာကာသကသူက emptiness တဲ့ကိုတော်တော်နီးစပ်ပါတယ်နော်အာကာသကတိုင်းကိုလည်းကြိုက်တယ်ဘယ်လိုလုပ်ရလဲဆိုတာကြားဘူးလားသုံးတပ်ပြအကြီးတစ်ပြားကိုယူပြီးတော့အလဲကောင်မှာအပေါက်ဖောက်လိုက်တယ်နော်တတောင်လောက်ခမန်းကြီးပေါ့အဲ့ဒါကိုပတင်းပေါက်မှာကတ်ထားလိုက်တယ်အဲ့ဒီကနေကြည့်လိုက်ဟိုဘက်ကကောင်းကင်ကလွယ်လို့ဘာမှမမြင်ရဘူးကြည့်စရာတစ်ပင်တော့ဘာလို့ဘာမှမရှိဘူးအဆောက်အဦမရှိဘူးထိုင်လို့ရနေမှာထိုင်ပြီးတော့အဲ့ဒီအပေါက်ထဲကိုပဲစိတ်ကိုလွတ်လိုက်တယ်ဘာမှမရှိဘူးဆိုတာနော်အဲ့တော့ဒါကိုတရားအထုတ်တဲ့နည်းနဲ့အထုတ်ရင်တော့သူအာကာသောအနန္တောလို့ဆင်ခြင်ရတယ်တဲ့ space က limitless ဆိုတဲ့သဘောမျိုး limitless ဆိုတာကိုမှန်းပြီးတော့ကြည့်ပါလူတိုင်းရမယ်မရဘူးဆိုတော့ဘုန်းကြီးမပြောနိုင်ဘူးနော်နည်းနည်းရလို့ရှိရင်ကိုယ်စိတ်ကအဲ့ဒီ space ထဲကိုသွားနေရတယ်အကန့်အသတ်မရှိတဲ့ space တွေမှာမျောပြီးတော့သွားနေလို့တော်တော်ကောင်းတယ်အခုညအိတ်တဲ့ခါမှာဘုန်းကြီးတခါလေးအဲ့ဒီစိတ်ကူးရမှာပဲအာကာသကတိုင်းလိုမျိုး space ကိုအရင်ပြုလိုက်ရင်မကြခင်မှာ relax ဖြစ်ပြီးအိတ်ဖြစ်သွားတယ်ခုနကသူပြောတယ်နော် staring လုပ်လိုက်ရင်ပြီးတော့ relax ဖြစ်တယ်တဲ့ပြီးတော့ unnecessary impulse တွေမလာဘူးတဲ့ impulse ဆိုတာဟိုအလုပ်ချင်ဒီဟာလုပ်ချင်ပေါ့နော်အဲ့ဒါမပေါ်လာဘူးအဲ့တော့တနည်းနည်းနဲ့အတိတ်ကိုလည်းမတွေးမိအောင်အနာဂတ်ကိုလည်းမတွေးမိအောင်ဘာအတွေးမှပေါ်မလာအောင်ခဏလေးနေတတ်မယ်ဆိုရင်ဘုရားကြိုးများမှာပါလူတွေဟာနိုးတဲ့အချိန်အစားပြီးတော့အိတ်တဲ့ထိ non stop thinking automatic thinking အကျိုးရှိလားဆိုအကျိုးမရှိတာက80 90ရာခိုင်နှုန်းလောက်ကအကျိုးမရှိပါဘူးအကျိုးမရှိရင်မကောက်ဘူးအများကြီးထိခိုက်နေတာပါတယ် energy တွေအများကြီးကုန်သွားတယ်နော်စိတ်ညစ်စရာတွေစိတ်ဆင်းရဲစရာတွေစိတ်တူစရာတွေအများကြီးတွေးမိသွားတယ်ပြီးတော့မဆိုင်တဲ့ကိုကြည့်ထားသမျှသတင်းစကားတွေအားလုံးဟာတစ်ခုပြီးတစ်ခုအဆက်ဆက်မရှိပေါ်လာနေတယ်အမိုက်တွေပဲတောင်းတော့မှအမိုက်တွေပဲနော်ဘာလို့ဖို့လဲDay. So there we go. Choose an object. A book, a newspaper, your cat. It can be really anything. A plant, a bush, some nature. And then focus on it. Focus. When you're focusing, then you will experience in your body that you might probably 1 minute ago too tense. And your body will even probably talk to you. You are tired. You are stressed. Focus ဆိုတဲ့စကားလုံးပါတယ်နော်အဲ့ဒါအရေးကြီးတဲ့စကားတစ်လုံးပါနော် focus လို့အဲ့တော့ကလေးတွေကို focus လုပ်တော့တဖြည်းဖြည်းသင်ပေးရင်ရတယ်သူတို့စိတ်ဝင်စားတာလေးတစ်ခုသူတို့ပြမှန်မှုလေးတစ်ခုပေးလိုက်အဲ့ဒီမှန်မှုလေးနဲ့ကြည့်စမ်းပါလို့နော်ဘုန်းကြီးငယ်ငယ်တော့ပထမဆုံးမှန်မှုလေးတစ်ခုရတော့အဲ့ဒါနဲ့တွေ့ကြအကုန်လုံးမှန်မှုလေးနဲ့လိုက်ကြည့်တာပဲပို့ကောင်လေးတွေရှာပို့ကောင်လေးမှန်မှုလေးနဲ့ထိုင်ကြည့်ဟာသဘောတွေကျနေပို့ကောင်လေးကလှလိုက်တာပန်းမွန်းလေးတွေကိုမှန်မှုလေးနဲ့ကြည့်သဘောကျလိုက်တာလှလို့နော်အခုလည်းလိုပဲဘုန်းကြီးတွားလျာမှာအဲ့ဒီတဘာဝလှတာလေးတွေရှာပဲကြည့်တယ်အကျင့်ပါနေပြီတဘာဝကိုအင်တန်ချစ်တယ်တဘာဝအခုဆိုဒီနားဆိုရင်တော့ဒီပါကိုမနဲ့အစိုးကြီးတွားတဲ့ခါမှာလူတူမတန်နေတယ်အဲ့ဒီချင်းအကြိုက်ဆုံးပဲတနေရာမှာတွားထိုင်လမ်းလျှောက်သွားရင်လည်းဘုန်းကြီးကြည့်တယ်တရွက်နှုတ်လေးတွေထွဲကြည့်လှလိုက်တာနော်အဲ့ဒီလှလိုက်တာလို့ခံစားလိုက်ရတဲ့အချိန်မှာစိတ်ထဲမှာဘယ်လိုနေမထင်လဲစိတ်ချမ်းသာနေတယ်နော်ကြည့်ရတာယုံစရာကြီးဆိုဘယ်နဲ့နေလဲစိတ်ညစ်သွားပြီနော်စိတ်ပြတ်စိတ်နဲ့တော့စိတ်ဆိုးလာတယ်ဒီနေရာမှာသူတို့အမိုက်တွေလာပစ်ထားတာနော်မတရှင်းတာတွေလုပ်ထားတယ်အဲ့တော့မလှတာကိုရှာကြည့်ရင်စိတ်ဆင်းမှာပဲနော်လှတာကိုရှာကြည့်ရင်စိတ်ချမ်းသာမှာပဲအဲ့တော့နောက်တစ်ယောက်ကပြောတာရှိတယ်အလှပကိုအမြဲတမ်းခံစားနေရင်တဲ့စိတ်ကဘယ်တော့မှအိုမသွားဘူးတဲ့စဉ်းစားကြည့်ရနော်ဘုန်းကြီးစိတ်ကအခုချိန်ထိနည်းနည်းမှမအိုသေးဘူး
တခါလေနည်းနည်းသတိထားတယ်တခါလေ I feel very embarrassed လို့ပြောလို့ရတယ် embarrassed ကိုဘာလို့ပြောလဲ embarrassed ရှက်တယ်လို့ပါလို့နော်ဘာဖြစ်လဲဆိုတော့ငါအမူအရာကငါအသက်အရွယ်နဲ့မကိုက်ဘူးအသက်အရွယ်ကကြီးပြီးအမူအရာကငဲနေတယ်အဲ့တော့လူတွေကငါ့ကိုကြည့်ဒီဖုန်းကြီးကသပင်တွေကလည်းဖြူကောင်းကလည်းပြောင်းသူ့အမူအရာကြည့်တော့လဲသူ့ကိုယ်သူငယ်ငယ်လေးထင်းနေတယ်အပြစ်တင်တာခံရတော့အဲ့တော့မနေ့ထိန်နေရတယ်ငါအသက်ကြီးပြီနော်သပင်တွေကလည်းဖြူနေပြီအဲ့တော့ကိုရုပ်ရည်နဲ့ကိုအသက်အရွယ်နဲ့တန်အောင်နေအမူအရာတိတ်နှုတ်ပြတဲ့အမူအရာတွက်လက်တဲ့အမူအရာဖြစ်နေမကောင်းဘူးဒါပေမဲ့ဘယ်မှမတွေ့တဲ့ကိုယ်ရမှာတော့အမတန်ပြောပါတယ်ကိုငယ်ငယ်လေးလို့ထင်ပါတယ်နော်အဲ့တော့သူကပြောတယ်နော်ဒီ steering ကိုသူ10မိနစ်ပဲလောက်ခိုင်းတယ်နော်အဲ့ဒီ10မိနစ်လောက်တဲ့ခါမှာသိလိုက်မယ်တဲ့ငါကူနာငါခန္ဓာကိုယ်ရောစိတ်ကိုယ် stress တွေဖြစ်နေတယ်အဲ့ဒီ10မိနစ်လောက်ဘာမှမတွေးဝဲနေလိုက် stress ကကြာလာတယ်စမ်းကြည့်အခုအသက်5ချိန်လောက်ကိုရှူခြင်းလို့ရှူဝအောင်လို့ရှူအပြင်းထန်မရှူနဲ့အခုလောက်ကြည့်စမ်းပါကဲဘယ်နဲ့နေလဲနေရတာနည်းနည်းလေး relax ဖြစ်သွားဘူးလားဖြစ်တယ်နော်အသက်5ချိန်လောက်ရှူလိုက်လို့ဒီလိုလေးနည်းနည်းလေး relax ဖြစ်သွားတာအကျိုးရှိတယ်လားမရှိဘူးလားရှိတယ်နော်အဲ့တော့လူစိတ်ကအကျင့်ပါပြီးတော့ तू က non stop high speed နဲ့တွင်းနေတယ်နော်အခုခေတ်လူတွေကသူ speed ကပုံမြန်လာတယ်စကားပြောတာကြီးအင်တာမြန်တယ်လမ်းလျှောက်တာကြီးလည်းအင်တာမြန်တယ်စဉ်းစားတာလည်းအင်တာမြန်တယ်အလုပ်တော့လည်းအင်တာမြန်တယ်အရာရာတိုင်းကမြန်လာတယ်နော်အဲ့ဒီ speed မြန်လာတဲ့ကိုပဲသူက stress ကပုံများလာတယ်အဲ့တော့အဲ့ဒီအကျင့်ကိုခဏလေးရပ်လို့ရရင်ကိုပဲအင်တာကျိုးရှိတယ်အဲ့လိုရပ်တဲ့အကျင့်လေးတွေလောက်တာများလာလို့ရှိရင်တဖြည်းဖြည်းနဲ့တော်တော်ကြာကြာကြီးကိုရပ်နေလို့ရတယ်နော်အဲ့တော့သူအကျင့်ပါလို့လာနေတဲ့အရှင်ဟုန်ကြီးကိုခဏလောက်ရပ်နိုင်တဲ့စွမ်းရည်ကိုကလူစိတ်ကိုအင်တာအားရှိစေတယ် recharge ပြန်လုပ်တယ်လို့ပဲနော်အဲ့တော့အရင်တုန်းကလည်းခဏခဏပြောဥပါတယ်ဘုန်းကြီးကတော့သူပြောသလို1 minute လို့မပြောခဲ့ပါဘူးဘုန်းကြီးကတော့10 minute လို့ပြောတာနော်10 minute လောက်တရားထိုင်ပါဘုန်းကြီးကိုယ်တိုင်10 minute နဲ့စခဲ့လို့ပါ If others would follow my path, becoming the best version of yourself, how would it look? Really aiming for a good health. Consciously balancing between mental and physical health. If you all would start here, today, being the best version of yourself, and if you would start in Holland as the first country, and then experience the sheer abundance of joy and happiness and energy, I would say that would be my world I would endless proud of. So I say, get started and get better. That to me is an idea worth spreading. Thank you so much. အဲ့တော့ဒီနေ့လောက်ပါတဲ့သူပြောတော့နော် today နော် tomorrow မဟုတ် today ကိုနောက်ထပ်ဒီထက်ပိုကောင်းအောင်ခုနဘုန်းကြီးပြောလို့ပဲ now right here နော်ဘုန်းကြီးတပည့်တချို့ဆိုရင် toilet ထဲမှာတောင်တရားထိုင်ဘာလို့မအဲ့ဒီချိန်က9မိနစ်လောက်ကုန်သွားမှာပဲအဲ toilet ထဲမှာအေးဆို just relax ဒါပေမဲ့အခုတော့ဘုန်းကြီးတတိထားမိတယ်တချို့လူတွေက toilet ထဲသွားရမယ်ဆိုရင်သူတို့ smartphone လေးပါတယ်အဲ့ဒါမပါဘဲနဲ့ toilet ထဲမသွားဘုန်းကြီးစားတယ်ငါငယ်တော့အဲ့ဒါမရှိတော့တော်ကန်ကောင်းတာနော်ကဲသူပြောတာပြီးသွားပြီနော်သူ့ကိုဘုန်းကြီးအင်မတန်ကျေးဇူးတင်ပါတယ်နော်
လဲကိုကျေးဇူးတင်တာပါအချင်းတော့နည်းနည်းကြာသွားပြီဘယ်တော့အချင်းရအောင်မသိဘူးဘယ်နိုင်6နိုင်စင်နည်းနည်းတော့အချိန်ရသေးတယ်နော်နည်းနည်းလေးဖြည့်ပြောချင်တာပါခုနပြောချင်တဲ့ပြောလိုက်တဲ့အထက်မှာပဲဘုန်းကြီးပြောချင်တာတော်တော်များပါသွားပါပြီနော်အဲ့တော့ဘုန်းကြီးရဲ့ပင်ကိုအကျင့်တစ်ခုပြောချင်တာနော်ဘုန်းကြီးကဘယ်ကိစ္စကိုမှတာဝန်ရှိလို့လုပ်တယ်ဝတရားရှိလို့လုပ်တယ်လို့မတွေးချင်ဘူးဘယ်လိုတွေးချင်လဲဆိုတော့ချစ်လို့လုပ်တယ်ပျော်လို့လုပ်တယ်အဲ့လိုပဲတွေးချင်မိဘတာဝန်မိဘဝတရားတာသမီတာဝန်တာသမီဝတရားအဲ့လိုမတွေးချင်ဘူးသူတို့ကိုချစ်လို့ငါသူတို့အတွက်လုပ်ပေးနိုင်တာလုပ်တာပဲအဲ့လိုပဲကိုအတွက်လည်းလုပ်ပဲဥပမာတရားထိုင်တာဒါကငါတာဝန်မဟုတ်ဘူးငါတာဝန်မဟုတ် it's my choice I love it I enjoy it တရားထိုင်ရတာပြောလို့အဲ့တော့တရားထိုင်ရတာကိုဘုန်းကြီးက enjoy လို့သုံးတော့တချို့လူတွေကတိတ်မကြက်အဲ့ဒါဆိုရင်တရားထိုင်တာကိုသူကအပျော်တမ်းလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ကောက်လိုက်တယ်အပျော်တမ်းမဟုတ်ဘူးတလုံးလုံးမှာနော်ဘယ်လောက်ထိအောင်လုပ်မလဲဆိုတော့သေဂာနီနောက်ဆုံးအချိန်ထိတတိနဲ့တည်ခြင်းတယ်အဲ့လိုသာတည်လို့ရရင်တော့ငါဘဝတကယ်အောင်မြင်တဲ့ဘဝလို့ကိုလက်ခံလိုက်မယ်ကျင့်တတ်လိုက်မယ်နော်ဒါပေမဲ့လှုပ်တိုင်းပျော်တယ်နည်းနည်းလေးပဲလှုပ်ရများများပဲလှုပ်ရလှုပ်တိုင်းပျော်တယ်မပျော်ဘဲနဲ့လှုပ်လို့ရှိရင်အဲ့ဒီမပျော်တဲ့စိတ်ကကိုပဲနောက်တစ်ချိန်မှအဲ့ဒါကိုမလှုပ်ဖြစ်အောင်သူကအကြောင်းရှာပေးတယ်ဒါကြောင့်ကလေးတွေကိုစံကြက်ချင်မဲ့နဲ့အတင်းစာချက်ခံရင်သူတို့မိဘကိုချစ်လို့ပဲဖြစ်ဖြစ်ကြောက်လို့ပဲဖြစ်သူတို့ကြက်မယ်နော်ဒါပေမဲ့အချင်းချုံပြောရင်ကျောင်းကဘွဲလဲရပြီးတော့စာအုပ်တွေသွားတော့ငါဘယ်တော့မှစာအုပ်မခံတော့စစ်ကုံသွားပြီးစာအုပ်တယ်နော်ဘုန်းကြီးတော့အခုချိန်ထိလေးလာတုံးပဲနော်ကျောင်းသားလေးတယောက်လေးလာနေတယ်လို့ပဲအမှန်ပြောရမယ်ဆိုရင်အခုဘုန်းကြီးလွန်ခဲ့တဲ့ပြီးခဲ့တဲ့10နှစ်တာအတွင်းဆိုတော့အဲ့ဒီ10နှစ်တာအတွင်းမှာလေးလာလိုက်တဲ့ဘဟုတုတပညာဘာပဲပြောပေါ့နော်အဲ့ဒီဘုဒ္ဓပညာဟာသူ့အရင်အနှစ်30လောက်တွားညီနေတယ်ဒီ10နှစ်အတွင်းမှာဘုန်းကြီးလောကကြီးကိုမြင်ပုံကြည်ပုံသိပုံနားလည်ပုံတရားအထုတ်တာကိုနားလည်ပုံကိုနားလည်ပုံအစစေရကိုယ့်ရဲ့အကျမ်းမာရေးကိုနားလည်ပုံအားလုံးဟာအများကြီးပြောင်းလဲသွားပြီအဲ့တော့ဒီပြီးခဲ့တဲ့10နှစ်တာဘဝဘုန်းကြီးရဲ့ဘဝဘုန်းကြီးတို့အကောင်းဆုံးလို့ပြောလို့ရတယ်တော်ကိုကျင်းနေစရာကောင်းတယ်အဲ့တော့လွန်ခဲ့တဲ့10နှစ်ကဘုန်းကြီးအသက်60ပေါ့နော်အခုဘုန်းကြီးအသက်80နောက်လဲဘုန်းကြီးလေးလာနေဦးမှာပဲဘယ်တော့မှရပ်သွားမှာမဟုတ်အဲ့တော့ mindfulness အကြောင်းဘုန်းကြီးပြောခဲ့တာတော်တော်များပြီနော်စာအုပ်တွေလည်းများပါပြီအခုထိဘုန်းကြီး mindfulness အကြောင်းဖတ်တော့မသိလို့ဖတ်နေတာလားဆိုတော့မဟုတ်ဘူးလူရင်းချက်တွေကအကုန်လုံးသိပြီးနေပြီနော်ဒါပေမဲ့နောက်တစ်ယောက်ကသူ့ရှုထောင့်သူ့အမြင်သူ့စကားလုံးလေးနဲ့သူကပြန်ပြောတဲ့ခါမှာအော် तू ကဒီလိုလေးတွေးတယ်ဒီလိုလေးကြည့်တယ်ဒီလိုလေးပြောတယ်ဆိုတော့အဲ့ဒါကိုစိတ်ဝင်စားတယ်တန်ဖိုးလည်းမတန်ထားပါတယ်နော်အခုဘုန်းကြီးဖတ်နေတဲ့ဒီ mindfulness စာအုပ်ပဲနော်စာအုပ်နာမည်က mindfulness for life ebook ဒီစာမျက်နှာမှာအခုဒီနေ့ပြောချင်တာ conventional cognitive therapy aims to change people's thoughts အဲ့ဒီ cognitive therapy ဆိုတာကိုဘုန်းကြီးလေ့လာပြီးပါပြီဘုန်းကြီး psychotherapy အမျိုးစုံလေ့လာတယ်အားလုံးဟာသူ့နည်းသူ့ဟန်နဲ့ကောင်းတဲ့လောက်တော့ကောင်းနေပါတယ်အကျိုးရှိတယ်ဒါမှမပြည့်စုံဘူးcognitive therapy ကို therapist စီမှာသွားတဲ့ခါမှာသူကဟင်တလို့တွေးရင်အဲ့ဒီအတွေးကအဆိုးတွေးဖြစ်နေရင်အဲ့ဒါကိုပြောမြလှမ်းပြီးတော့ဒီလိုတွေးလိုက်အတွေးကိုပြောင်းခိုင်းတာနော် training သဘောမျိုးပေးသွားတာပေါ့စိတ်ကိုဒီလိုပြောင်းတွေးလိုက်ကိုယ်သဘောထားကိုပြင်လိုက်လို့ပြောတယ်လေဆိုရင်ဆိုလို့ရပါတယ်နော်ဘုန်းကြီးလည်းအဲ့ဒါမျိုးလုပ်ခဲ့ပါတယ်ကိုဒီလိုမတွေးနဲ့ဟိုလိုတွေးလိုက် whereas ဒီမှာ whereas ဆိုရင်သူကနိုင်ရှင်တော့မယ်နော်
compare လုပ်တယ် whereas mindfulness based cognitive therapy သူက mindfulness based ပဲနော် cognitive therapy aims to change people's relationship to negative thoughts and emotions non attachment သူကလောကဒီလူတွေရဲ့သူတို့မှာဖြစ်ပေါ်လာနေတဲ့ thoughts နဲ့ emotion နော်အတွေးနဲ့စိတ်မှာဖြစ်တဲ့ခံစားမှုတို့နှစ်ခုကတွဲနေတတ်တယ်နော်တခါလေအတွေးမရှိပေမဲ့လည်း emotion ရှိနေတတ်တယ်များသောအားဖြင့်အတွေးတွေက emotion တစ်ခုကနေထွက်လာတာပါ emotion က base ပဲအရင်က emotion ပဲနော်အဲ့ဒီ mindfulness base ကဘာလို့လဲဆိုတော့အဲ့ဒီ thought နဲ့ emotion တွေကိုကိုက relate လုပ်တဲ့ဟာနော်သူ့ပုံမှာကိုအပေးယူလုပ်တဲ့သဘောဆက်ဆံတဲ့သဘောအဲ့ဒါကိုပြင်လိုက်တာလေဘယ်လိုပြင်လဲဆိုတော့ non attachment တူလုံးနဲ့နော်အဲ့တော့ကိုယ်အတွေးတွေကိုကြည့်တဲ့အခါမှာကောင်းတယ်ဆိုးတယ်မှားတယ်မှန်တယ်လို့လုံးဝမဝေဖန်ပါနဲ့ဒီအတွေးကိုငါဘယ်လိုဖျောက်လိုက်ရင်ကောင်းမလဲမတွေးပါနဲ့ဖျောက်ဖို့မကြိုးစားပါနဲ့မောသွားလိမ့်မယ်နော်ပြန်မှန်းသွားလိမ့်မယ် fight နေတာဟုတ်နော်အဲ့လိုသူ့ကိုတနည်းနည်းနဲ့ control လုပ်ဖို့မကြိုးစားဘဲနဲ့သူ့သဘောသူ့တဘာဝကိုသိအောင်ရှင်းရှင်းလင်းလင်းသိအောင်ကြည့်နေပါခဏခဏဘုန်းကြီးပြောတယ်နော်ပယ်ဖို့မကြိုးစားပါနဲ့သိဖို့ကြိုးစားပါမသိဘဲနဲ့ပယ်ဖို့ကြိုးစားနေမအောင်မြင်နိုင်ပါဘူးတကယ်လဲသိပြီးဆိုရင်လည်းသူကပယ်တဲ့လောက်ကိုအထက်လျောက်တော့ပယ်ပြီးသားဖြစ်ပါတယ်ချက်ချင်းကြီးအကုန်လုံးတော့မပယ်နိုင်ပါဘူးနော်ဥပမာလောဘကိုကြည့်မယ်ဆိုတော့ဘုန်းကြီးငယ်ငယ်တည်းကလောဘကိုကြည့်တယ်ဘာဖြစ်လဲဆိုတော့ဓမ္မစကြာတုံးမှာဖတ်လိုက်တော့သမုဒိယကြောင့်ဒုက္ခဖြစ်တယ်ဆိုတော့ဟုတ်တယ်လားဟုတ်တယ်သိကြတယ်ငါ10မျိုးလို့ချင်းအဲ့10မျိုးအတွက်ငါအများကြီးစဉ်းစားရတော့အကယ်၍ငါ9မျိုးပဲလို့ရဆိုရင်အဲ့လောက်ကြီးစဉ်းစားစရာမလိုတော့ဘူးရမလားမရဘူးလားဆိုတော့ဒုက္ခတွေလည်းအဲ့လောက်ကြီးမဖြစ်ဘူးနော်ငါမှပစ္စည်း10ခုရှိရဆိုဒီ10ခုကိုငါထိမ့်သိမ်းရမယ်အကယ်၍ငါမှ10ခုမရှိဘူး9ခုပဲရှိရဆိုရင်9ခုထိမ့်သိမ်းရမယ်ဝန်ပေါ်သွားတာဒါကြောင့်ငငယ်တဲ့ကဘုန်းကြီးကအတတ်နိုင်ဆုံးအသုံးဆောင်နေအောင်နေတယ် minimum ပဲလောက်တာကိုင်တာဒီတော့မှကောင်းတဲ့အလုပ်တော့မှဘုံကြီးရှော့လုပ်တယ်အရှင်ပြကောင်းတာဘာလို့ရှော့လုပ်လဲကောင်းတာလဲပင်ပန်းပါတယ်နော်မရှော့တာတစ်ခုပဲရှိတယ်ရှော့ဖို့မကြိုးစားတာလို့ပြောရင်ပုံမှန်ပါလိမ့်မယ်နော်ဘာဖြစ်မှထင်တော့တိနေတာတော့ရှော့ဖို့မကြိုးစားဘူးကျန်တာတွေအားလုံးကိုရှော့ဖို့ကြိုးစားတယ်တော့တိနေကျင်းတ်ပြီးတိနေတနည်းအားဖြင့်ပြောရင်လည်းငါတာဝန်ချေပြီလို့နော်ပယ်တာမပယ်တာသူကသူဖြစ်တဲ့ကဖြစ်လိမ့်မယ်အဲ့လိုသဘောထားလိုက်တော့ကြည်နေရတဲ့စိတ်ကဘယ်လိုဖြစ်မှထင်လဲပေါ့နေတယ်ဟာလာပြန်ပြီအတွေးသူ့ကိုငါဘယ်လိုဖယ်ရပါမလဲအဲ့လိုတွေးနေကိုအဲ့ဒီအတွေးကကိုကနောက်ထပ်အတွေးတစ်ခုပါပဲနောက်ထပ်ပင်မနေပါပြီသူကသူလာတယ်သူကသူတွားလိမ့်မယ်ကြည့်တယ်လောဘဖြစ်လာတယ်သိတယ်လောဘဖြစ်လာတယ်သိတယ်လိုချင်တယ်ချစ်နေတယ်ဆွဲလန်းနေတယ်တွေ့တာနေတယ်မမြင်ရမနေနိုင်ဘူးကြည့်နေတယ်ဟောတဖြည်းဖြည်းတက်တာပဲတော့ကြကိုချစ်နေတဲ့လူကနောက်တစ်ယောက်ကိုချက်သွားတယ်တော့ပါစေကိစ္စမရှိနောက်တစ်ယောက်လာလိမ့်မယ်တဘာဝပဲနော်အဲ့တော့ကိုကလည်းအဲ့လိုကြီးကို emotion ကိုအဲ့လိုကြီး serious မဖြစ်တော့ဘူးနော်အဲ့ဒါ non attachment ပဲစိတ်ဆိုးတယ်စိတ်ဆိုးတဲ့စိတ်ကိုကြည်နေမကျင်တော့ဘူးဟိုတွေးတယ်တမျိုးတွေးတယ်ကြည်တိကြာတော့အဲ့ဒီကြည်နေတဲ့စိတ်ကငြိမ်းနေပြီးတော့ဟိုအတွေ့အတစ်ချက်ပေါ်တယ်တော့ကြတစ်ချက်ပေါ်လာရင်သိလိုက်တယ်နောက်တော့သူ့အလိုလိုအသိဉာဏ်တစ်မျိုးဖြစ်လာတယ် let it be အဲ့ဒါဖြစ်မဖြစ်ကိစ္စမရှိဘူးတရားကိုစိတ်ဆိုးနေလက်စားချေဖို့ကြိုးစားတယ်ငယ်ငယ်တော့ဘုန်းကြီးကဒေါ်ရလည်းကြည်တယ်အညှိုးလည်းအမှန်ကြည်ပါတယ်ကောင်းတာတခုမှမရှိဘူးမာနလည်းကြည်တယ်ဘာကောင်းတာရှိလို့လဲကိုမာနနဲ့ကိုတော်တော်ကိုပင်ပန်းပါတယ်အဲ့ဒီစိတ်တွေအကုန်လုံးကိုကြည်တယ်သူတို့ကိုကြည်နေပဲကြီးနိုင်တဲ့စွမ်းအားကြီးလာတယ်သူတို့ပျောက်သွားသလားဆိုတော့မပျောက်ဘူးဒါပေမဲ့သူတို့ကိုယ်နိုင်သွားသလားမနိုင်ဘူးကိုကြည်နေတဲ့စိတ်ကအမြဲတမ်းအစင်သင့်ဝင်လာတယ်အကျင့်ရနေတာနော် emotion တစ်ခုဝင်လာတဲ့ပြန်နဲ့ချက်ချင်းကြည့်လိုက်တယ်သိတယ်ဘာလို့ချင်လဲဆိုဘာမလို့ချင်ဒါကြောင့်အင်္ဂလိပ်လိုဘုန်းကြီးထက်ပြောရချင်းရှင်နော် don't resist don't judge don't control just watch အဲ့တော့
အဲ့ဒီရှေးက3ခုကိုမလုပ်တော့ဘဲနဲ့ကြည်ယုံမြတိယုံမြနေလိုက်ရင်ခက်တယ်ထင်လားခက်ပယ်ပါဆိုရင်အမှန်ခက်ပါတယ်မလာအောင်လုပ်ပါဆိုရင်ပိုတော့ခက်ပါတယ်ကြည်နေပါတိနေပါဆိုရင်ရတယ်ကြာတော့သူတို့ကိုကြည်ရင်ကြည်နေသူတို့စိတ်ဝင်စားလာတာသူတို့ကြည့်လို့ကောင်းတယ်သူတို့ရဲ့သဘာဝသူတို့ရဲ့ nature နောက်တစ်ခုဖြည့်ပြောရရင်နော်ပြင်းတဲ့စိတ်ပြင်းရင်တစ်ခုခုအပြင်းပြေလုပ်ဖို့ရှာတယ်တချင်းသားထောင်မယ်တို့မစာဖတ်မယ်စာရေးမယ်ဘုန်းကြီးငယ်တော့ violin ထိုးတယ်မန္တလင်တီးတယ်တချင်းဆိုတယ်လေးချွန်းတယ်မျိုးစုံပဲပကြီးဆွဲတယ်ပပုထုတယ်လမ်းလျှောက်တယ်စာဖတ်တယ်မျိုးစုံလုပ်တယ်တစ်ခုခုမလုပ်ရရင်ပြင်းနေတယ်နောက်တတိနဲ့နေတာကိုသဘောပေါက်လာတဲ့ခါကျတော့ပြင်းနေငါတေချာကြည့်အောင်မယ်ထိုင်တော့ကြည့်တယ်ပြင်းနေကြည့်တယ်ကြည့်နေကြားလေးပုံပြင်းနေဖြစ်လာတယ်ပြင်းတာတော့မခံနိုင်တော့ဘူးပြင်းနေပြီကိစ္စမရှိဘူးငါရှော့ပေးငါကောင်ကထင်သေးသွားလိမ့်မယ်အပြေးကြီးနေပြင်းတာဘယ်ချင်းပြောက်တော့မှမသိစိတ်ကအေးအဲ့လိုအချင်းလောက်ပါများလာတော့ပြင်းတာမလာတော့လောဘဖြစ်လာရင်လောဘကိုသိချကြည့်တယ်တော်စိတ်ဝင်စားစရာကောင်းတဲ့စိတ်ပဲဒီစိတ်ကသူအမျိုးမျှော်လင့်ချက်တွေပေးပြီးတော့ကိုဖျားယောင်းဆွဲဆောင်နေတယ်နော်လှည့်စားပြီးတော့ကိုကြောက်တဲ့တွန်းတော့မှာမစားတဲ့နာတွေစားခိုင်းတယ်မကြည့်တဲ့နာတွေကြည့်ခိုင်းတယ်ဒုက္ခရောက်တော့မှတနေ့သူတို့ကြည့်ပြီးတော့ I don't believe what you say လောဘနင်ပြောတာငါမယုံဘူးငါနေပေါ်မှာ trust လုံးဝမရှိဘူးဒါပေမဲ့တခါလေကြည့်တယ်စဉ်းစားကြည့်တယ်လောဘဟာသူဖြစ်တဲ့လို့ဖြစ်လာတာလို့ဆိုရင်ကောမရဘူးလားလူတဘာဝမွေးရပါလာတယ်ဖြစ်တဲ့လို့ဖြစ်တယ်လို့အဓိပ္ပာယ်ကောက်ရင်ကောမရဘူးလားဆိုတော့ရပါလေတော့ဖြစ်တဲ့လောဘရှိလို့ပြောရင်လက်ခံပါဥမာဘုန်းကြီးပညာရှာခြင်းတဲ့လောဘဟာပေါ်တည်လောဘမဟုတ်အလွန်ကြီးမားတဲ့လောဘပါအဲ့တော့ဘုန်းကြီးကကိုဘယ်လိုဆုံးမလဲဆိုတော့လောဘဖြစ်ခြင်းဖြင့်အစင်တိုင်းမြင့်မြင့်လေးဖြစ်လိုက်စမ်းပါမကောင်းဘူးလားအဲ့ဒါဘုန်းကြီးလုပ်တဲ့နည်းပါပဲနော်ငါအတိတ်အစင်တိုင်းမြင့်တဲ့လောဘကိုရအောင်လုပ်မယ်အဲ့လိုပဲလွတ်လပ်မှုလည်းလိုပဲငါလုပ်ချင်တာလုပ်မယ်လွတ်လပ်တယ်စဉ်းစားကြည့်တယ်အဲ့တဲ့အစင်တိုင်းမြင့်တဲ့လွတ်လပ်မှုမရှိဘူးလားအဲ့တဲ့အစင်တိုင်းမြင့်တဲ့လွတ်လပ်မှုရှာမယ်ဘယ်သူမှလုပ်ချင်တာလုပ်လို့မရပါဘူးလောက်ကြည့်ဒုက္ခရောက်မှာပါအဲ့တော့ဘယ်ဟာပဲဖြစ်လာအစိုးတစ်ခုဖြစ်လာရင်သူ့ရဲ့ function ကဘာလဲဆိုတာကိုယ်စဉ်းစားလို့ဒေါသဖြစ်လာတယ်ဒေါသဖြစ်နေတယ်ဒေါသဟာရောဖြစ်တဲ့လို့ဖြစ်တာမဟုတ်ဘူးလားဘုန်းကြီးကတော့ဖြစ်တဲ့လို့ဖြစ်တာလို့ပဲလက်ခံတယ်အဲ့တော့ဒေါသကဘာကိုလုပ်ချင်လဲဒေါသကအဲ့ဒီအခြေအနေတစ်ခုကိုလက်ရှိအခြေအနေကိုမကြိုက်လို့အဲ့ဒါကိုပြောင်းပစ်ချင်တယ်ဒါ generally ပြောရင်တော့လူတယောက်ကငါ့ကိုအဲ့လိုပြောတယ်ငါဒေါသဖြစ်တယ်ဟုတ်ပြီကိုကလှုပ်ချင်တာဘာလဲဆိုတော့ तू အဲ့လိုကောင်းအောင်မပြောပါနဲ့ကောင်းကောင်းမွန်ပြောစေချင်တယ်သူ့ကို तू ပြောသလိုရိုင်းစတိုင်းပြန်ပြောရင်ဘာဖြစ်မလဲ get even ဖြစ်သွားပြီနော်အင်္ဂလိပ်စကားလုံးသိတယ်နော် get even နော် you cannot get ahead by getting even तू လှုပ်သလိုပြန်လှုပ်လိုက်ရုံနဲ့ကိုကအစင်တိုင်းမြင့်တဲ့လူဖြစ်မသွားအစင်တန်းနေတော့လိမ့်မယ်ပြီးတော့ခီးမရောက်ဘူးဒီတယောက်ကို get even လောက်ဟိုတယောက်ကို get even လောက်ကြာရင် get even တွေကကြာလေများလေဖြစ်လာတယ်တနေ့ကိုအခြေအနေကိုအင်အားတွေကိုအတွေးတွေဒီထဲမှာကုန်သွားနေတယ်အဲ့တော့ငါဒေါသမဖြစ်နိုင်တဲ့တနည်းကိုစဉ်းစားရလိမ့်မယ်ဒေါသကအခြေအနေကိုပြောင်းချင်တာနော်ဖြည့်ဆည်းခြင်းတဲ့သဘောလည်းပါပါတယ်ဒေါသဖြစ်လာရင်အဲ့လူကိုဖျောက်ပြက်ပလိုက်ခြင်းနဲ့အစဖျောက်ပလိုက်ခြင်းနဲ့တဲ့ပြောရင်တော့အင်တာရိုင်းသွားမယ်မကောင်းပါဘူးနော်တော့ကိုမကြိုက်တဲ့ကိစ္စတစ်ခုကိုမရှိအောင်လုပ်လိုက်ချင်တယ်ဒါမရှိရင်ကောင်းမယ်တေချာစဉ်းစားရတယ်အပြုတ်တဲ့ဘောနဲ့အဲ့ဒီ result ကိုရအောင်လုပ်ရင်မဖြစ်ဘူးလားတချို့လူတွေဘုန်းကြီးသူတို့ပြောပုံမကြိုက်ဘူးစိတ်တူတယ်စိတ်ဆိုးတယ်ဘာမှပြောနဲ့ဒါလေးနေပြီးတော့တဖြည်းဖြည်းကိုယ့်ကိုယ်သူနားလဲလာအောင် indirectly ပြောသွားတယ်အဲ့ဒါအချိန်ကြာတယ်နော်ပြုံးနေဖြစ်တဲ့ဒေါ်လာကသူကချက်ချင်း result တစ်ခုလိုချင်တယ်အခုချက်ချင်းသူ့ပြန်ပြောလိုက်သူငါ့ကိုနာအောင်လုပ်ရင်ငါသူ့ချက်ချင်းပြန်နာအောင်လုပ်လိုက်အဲ့တော့ဘု
ုန်းကြီးရဲ့မကောင်းတဲ့အချင်းတစ်ခုကစကားနည်းပါတယ်ဒါပေမဲ့စိတ်ဆိုးလို့တစ်ခုခုပြောရမယ်ဆိုဖြည်းဖြည်းစဉ်းစားတယ်အချိန်ပြီးတော့တခွန်းနဲ့ပြောလိုက်မယ်အဲ့တခွန်းကအဲ့လူတက်စာပဲနော်စကားတွေအများကြီးပြောမနေဘူးနော်အင်မတန်နာသွားအောင်ကောင်းကောင်းပြောတတ်တယ်ဒါပေမဲ့အဲ့လိုလုပ်ပါများတော့လူမုန်းများတာပါပဲဆက်ဆံရေးတွေပြက်ကုန်အဲ့တော့သူတို့ကငါ့ကိုအထင်လွဲတယ်သူတို့ငါ့ကိုအဲ့လိုဆွဆွဲတယ်သူတို့လုပ်တယ်လို့ငါပြန်မလုပ်ဘူးငါ့ကိုသူတို့နားလည်လာအောင်လုပ်မယ်ငါ့ကိုသူတို့လေးစားလာအောင်လုပ်မယ်ချစ်လာအောင်ကတော့ဘယ်တိတ်မလုပ်ချင်ဘူးလေးစားအောင်လုပ်တော့ပူကြိုက်တယ်ဒါကြောင့်တချို့ရှိစကားပုံရှိတယ်စိတ်ရှိုးဆိုးစကားပုံနော်မျက်နှာမြင်ချစ်ခင်ပါစေအတန်ကြာတနာပါစေလုံးဝမကြိုက်ဘူးဘယ်လိုကြိုက်လဲဆိုတော့မျက်နှာမြင်ချစ်ခင်ပါစေဆိုတော့ထားလိုက်ပါအဲ့တော့အစိုးမဟုတ်လို့သူ့ကြိုက်တယ်ပဲဆိုတော့နော်အတန်ကြာရင်လေးစားပါစေကိုဘာသာကထွက်တဲ့အတန်တုံးကစားဘယ်လိုအတန်မျိုးထွက်နေတယ်လဲနားထောင်ကြည့်ပါကိုယ်အတန်ကိုပြန်နှထောင်ကြည့်ပါကိုသုံးတဲ့စကားလုံးတွေဘယ်လိုစကားလုံးကိုသုံးလိုက်တယ်လဲကိုပြောတဲ့အကြောင်းအရာ theme topic subject ဘယ်လိုကိစ္စမျိုးကိုပြောတယ်လဲတတိထားကြည့်အဲ့တော့ဘုရားဟောတော်မှာရှိရနော်စကားအမျိုးမျိုးနော်တန်ဖတ်လာပါ no ပရုဒဝါစာ no ပိတုနဝါစာ no အဲ့ဒါတွေကလုံးပယ်လိုက်တာပဲနော်မုတ္တဝါဒတစ်ခါတလေနည်းနည်းပါတယ်ရှောင်လို့မရတဲ့ခါရှိပါတယ်နော်ပရိယေသုံးပြီးလည်ရတဲ့ခါတွေရှိပါတယ်တသမီတွေပူဇာရင်ဘယ်လိုပြောတတ်တယ်မိဘတွေကခဏကျဉ်တ်တော့လိန်လိုက်တယ်ကလေးကယုံတော့ရောအဲ့တော့နားအေးတော့ခဏတော့နော်ထားပါတော့နော်ဘုရားတော်မှာပရိယေသုံးတာရှိပါတယ်အဲ့လိုပေါ့နော်အဲ့တော့ငါပြောတဲ့စကားဟာငါကိုယ်တိုင်အချင်းချင်းပြန်ကြားခြင်းတဲ့စကားဖြစ်နေရင်ကောင်းတယ်တစ်ဖက်ကလူကလည်းအဲ့ဒါကိုအချင်းချင်းပြန်ကြားခြင်းတဲ့စကားမျိုးဖြစ်ရင်ကောင်းတယ်နှစ်သက်ဖွယ်ဖြစ်ရမယ်အကျိုးရှိရမှာတော့မဟုတ်ရင်တော့တိတ်တိတ်ပဲနေတာကောင်းပါတယ်မလွယ်ပါဘူးအဲ့ဒါနော်အချိန်အများကြီးပေးပြီးတော့တဖြည်းဖြည်းလေ့ကျင့်လာတယ်အခုလေ့ကျင့်တာအချင်းရတာများသွားတော့အကျိုးမရှိတဲ့စကားကိုပြောရတာတော်တော်ခက်ခဲနေတယ် small talk ဘုန်းကြီးမပြောတတ်ဘူးနော်အဲ့တော့ small ကိုပဲကိုယ့်အကူအကြီးကြီးစကားလုံးပြောင်းလိုက်မှာနော် big talk ပဲပြောတတ်တော့တယ်နော်ကိုအင်တန်တန်ဖိုးထားတဲ့ theme တစ်ခုခက်ခဲနေနေတာအကျိုးရှိတာတစ်ခုအချင်းယူရစဉ်းစားပြီးတော့တကယ်သိကျင်တဲ့လူကိုပဲပြောချင်တယ်မသိကျင်တဲ့လူကတော့နားမထောင်ပါနဲ့ပြန်သွားလို့ရတယ်ချက်ချင်းထားပြန်သွားလို့ရတယ်ပြောပြီးရင်လည်းငါပြောလိုက်ရတယ်ဆိုကျင်နာပြန်တွေးအနည်းဆုံးဒီထက်ကလူ3-4ယောက်လောက်ကတော့ငါပြောတဲ့စကား3-4ခုလောက်ကတော့မှတ်မိမှာပါအကုန်လုံးတော့မှတ်မိမှာမဟုတ်ပါဘူးအဲ့လောက်မှတ်မိရင်ပဲသူတို့ဘဝတနည်းနည်းနဲ့တော့နည်းနည်းတော့တိုးတက်သွားမှာပါအဲ့ဒါလေးတွေးပြီးကျင်နာသွားငါပြောလိုက်ရတယ်ကျင်နာလိုက်တာအဲ့ဒီကျင်နာမှုကိုရချင်တယ်ပြောပြီးရင်ကိုယ်စကားကိုပြန်တွေးပြီးတော့ share ရတာတွေမကြုံဘူးလားကျင်ဘူးတယ်အဲ့ဒါတော့မဖြစ်ချင်အကျိုးမရှိသိမ်းဖြစ်တဲ့စကားတွေဘဟုတတော့ဖြစ်ချင်ဖြစ်မယ်နော်ဘာမှတိတ်မထူးတာတွေရှိတယ်အခုခေတ်လူတွေမှာ knowledge အမှန်တမ်းများတယ်ဒါပေမဲ့ဆက်ဆက်မှုမရှိဘူးအဲ့တော့ခုနကဆက်ပြောမှရမှာနော် it has been found through various forms of brain imaging အခု brain imaging CT scanning တွေလုပ်တယ်နော်ဘုန်းကြီးတော်အဲ့ဒါလုပ်မလို့စိတ်ကူးထားတာမလုပ်ပြသေးလို့စီစဉ်အောင်မှာမမေ့သွားလို့အဲ့ဒီ brain imaging အမျိုးမျိုးကိုလုပ်ပြီးတော့ကြည့်တဲ့အခါမှာ that changes in brain function during mindfulness ဘုန်းကြီးတကယ်ပြောချင်တာဒါပဲအခုရှေ့ကပြောကြတယ်အားလုံးကဏ္ဍပြောတာပါနော်အဲ့ဒီ brain image လုပ်တဲ့အခါမှာသူတို့က mindfulness လုပ်လိုက်ရင် change ဖြစ်လာတယ် brain image မှာပြောလာတယ်နော်အဲ့တော့ဒီအခုခေတ် scan လုပ်တဲ့နည်းတွေဟာသူက live ကြည့်လို့ရတယ်brain ထဲမှာသူကဟို color လေးတွေနဲ့ coding နဲ့ပြတာပေါ့နော်ကြည့်နေဘယ်နေရာလေးကပို့ပြီးတော့ရဲလာတယ်ဘယ်နေရာလေးကမှိန်သွားတယ်ဘယ်နေရာလေးကလင်းလာတယ်ဆိုတော့ကြည့်နေလို့ရတယ်ပြောင်းနေတာကိုမြင်နေရတယ်နော်အဲ့တော့သူတို့ကလူကိုစက်ထဲထည့်လိုက်ပြီးတော့ brain ကို tap လုပ်ထားပြီးတော့ image ကိုယူတယ်ထိုင်ကြည့်နေကြတယ်အကုန်လုံး recording လုပ်ထားတယ်နော်
အထက်ကလူကိုလည်းသူကလက်မှာ claim တစ်ခုပေးထားတယ်ကိုယ်စိတ်ထဲမှာ meditation အခြေအနေကောင်းနေပြီလို့ယူဆရင်တစ်ချက်နှိပ်လိုက်ပါတယ်အဲ့တစ်ချက်နှိပ်လိုက်ရင်တစ်ချက်နှိပ်တာသူ record လုပ်နေတဲ့ image မှာအမှတ်သားလေးတစ်ခုမှတ်လိုက်တာပေါ့အဲ့ဒါကိုကြည့်သွားတဲ့အခါမှာသူ mindful ဖြစ်ရတဲ့အချိန်မှာအဲ့ဒီ amygdala ရဲ့ function ကလျော့သွားတယ် that is the important point အရေးကြီးတဲ့ချက်ပဲနော်mindfulness include increased signals in brain regions related to mood regulation and attention control and an increased release of dopamine, a brain chemical associated with feeling good. Feeling good ဖြစ်တဲ့ dopamine လို့ခေါ်တဲ့ neurotransmitter တစ်မျိုးပို့ထွက်လာတယ်ပျော်လာတယ် meditation လုပ်လို့ရှိမှာတရားထုတ်လို့ကောင်းနေပြီဆိုရင်အဲ့ဒီပျော်တဲ့ feeling ဖြစ်လာပြီးတော့ brain wave pattern တွေပြောင်းသွားတယ် brain မှာ wave ရှိတယ်မျိုးမျိုးเนาะ alpha beta theta အမျိုးစုံရှိတယ် It has also been found that mindfulness reduces levels of some of the inflammatory chemicals. Inflammatory ဆိုတာကရောင်ကိုင်းစေတာเนาะ brain ထဲမှာတချို့ chemicals တွေဟာ brain ကိုရောင်သွားစေတယ်။ဟောတော့ရောင်တဲ့ယောဂလူတော်တော်များများမှာနည်းနည်းဖြစ်နေတယ်။သူတို့ဆရာဝန်တော့မပြနိုင်ဘူး။ခေါင်းကိုက်တယ်လို့ခေါင်းမူးတယ်လို့တတိမေ့ခြင်းလို့အဲ့လိုဖြစ်လာတာ။အဲ့လိုလူတွေကအသက်ကြီးရင်အင်မတန်များပါတယ်။သူဖြင့်စိတ်မချမ်းသာတဲ့လူတွေပုံများတယ်။အဲ့ဒီ inflammatory chemicals we release when we are stressed such as cytokines no inflamed ဖြစ်တယ်နော် which cause a range of symptoms associated with depression အဲ့ depression ဖြစ်စေနိုင်တဲ့ inflammatory ဖြစ်တဲ့အဲ့ဒီ chemicals တွေကလျော့သွားတယ်အဲ့တော့တရားထုတ်လို့စိတ်အေးချမ်းလာရင်ဘာဖြစ်လဲ stress လျော့သွားတယ်เนาะ brain inflammation ဖြစ်တာလျော့သွားတယ် depression တက်သွားတယ်မနေ့ကဘုန်းကြီးဖတ်ပြတဲ့ email လေးကိုအခြေခံပြီးပြောခဲ့တာရှိတယ်เนาะအဲ့ဒီအမျိုးသမီးက depression ဖြစ်နေတာနှစ်ပေါင်းတော်တော်ကြာပါပြီဆရာဝန်ပေါင်းမြောက်များစွာပြပြီးပြီစင်ကာပူမှာ top ဆိုတဲ့ဆရာဝန်တွေအားလုံးပြပြီးသွားပြီမတက်တာဘူးအဲ့တော့ဘုန်းကြီးသူ့ကိုအများကြီးအားပေးရတယ်ဘာဖြစ်လို့လဲဆိုတော့ depression ဖြစ်တဲ့လူဟာသူ့ကိုတရားအထုတ်ပါလို့ပြောရင်ကိုသူ့မှာတရားအထုတ်ခြင်းလောက်အောင်စန္ဒမရှိဘူးပြီးတော့သူ့ brain ကငကိုတွေက depression ကြောင့်အခြေအနေမကောင်းဘူးဆေးတောက်ထားတော့ဆေးကြောင့်လည်းအခြေအနေကတိတ်မကောင်းဘူးအဲ့ချိန်မှသူဖြစ်နေတာများတယ်အိတ်ဆေးမတောက်ရင်အိတ်လို့မရဘူးအဲ့လိုဖြစ်နေတဲ့လူတွေကိုတရားအထုတ်ပါပြောရတာတိတ်မလွယ်ဘူးနော် motivation သူ့မှာမရှိဘူးစိတ်ဝင်စားဘူးဘာကိုမှစိတ်ဝင်စားဘူးအဲ့တော့ဒါပေမဲ့သူလည်းဘုန်းကြီးကိုကြည်ညိုလေးစားတဲ့သဘောကြောင့်ပဲဆူပေါ့နော်ဘုန်းကြီးကလည်းစိတ်ရှိရှိနဲ့ပြောပါတယ်ပြောတော့အခုတဖြည်းဖြည်းရလာပြီမနေ့ကသူ email ထဲမှာပါလဲ I feel peaceful and free I've got a taste of it I can go back to it again and again အဲ့တော့ peaceful and free ဖြစ်နေတဲ့အချိန်မှာ depression ဖြစ်နေတယ်လားအဲ့တော့ peaceful and free ဖြစ်တဲ့အချိန်ဟာတဖြည်းဖြည်းများလာရင်ဘယ်နဲ့နေမလဲအဲ့ဒါကကိုယ် nature ဖြစ်သွားမယ်ဒီလိုပဲနေနေတာကသူပုံမှန်အနေထားဖြစ်သွားလိမ့်မယ်နော် mindfulness not only reduces depressive symptoms mindfulness က depression ရဲ့ symptom လောက်ကိုဖျောက်ပေးရုံနဲ့မကဘူးနော် but also reduces the reactivity of the amygdala which is overreactive in people with depression အဲ့ဒီ amygdala လို့ခေါ်တဲ့ဟို glands လေးတွေနော်ကောင်းထဲမှာရှိတယ်ဘယ်နေရာမှာရှိလဲကြားဘူးလားသိလားနှစ်ခုရှိတယ်ဘယ်ဘက်မှာတစ်လုံးရှိတယ်ညာဘက်မှာတစ်လုံးရှိတယ်နားကနေတက်တဲ့ line တစ်ခုဒုတ်ချောင်းတစ်ခုနဲ့ထိုးလိုက်တယ်လို့ပဲယူဆလိုက်နော်နားကနေတက်တဲ့ထိုးလိုက်တယ်မျက်စိကနေတက်တဲ့ထိုးလိုက်အဲ့ဒီဒုတ်ချောင်းတစ်ခုသွားစုံတဲ့နေရာအဲ့ဒီညာ amygdala ရှိတဲ့နေရာပဲတော့နှစ်ဖက်မှာနှစ်ခုရှိတယ်အဲ့ဒီ amygdala က active ဖြစ်တာများလာပြီဆိုရင် depression ပိုဆိုးလာတယ်အခုဒီမှာသူတို့ research မှာကြည့်လို့ရနေတာနော် brain ကိုကြည့်နေရင်လည်းကိုသူတို့သိတယ်အဲ့ဒီ amygdala ရဲ့သူ active ဖြစ်တာပေါ့နော် overreactive ဖြစ်တာဟာညော့သွားတယ်
So, mindfulness not only reduces depressive symptoms, but also reduces the reactivity of the amygdala, which is overreactive in people with depression. ဒီမှာသူထဲ့မပြောထားဘူးဒါပေမဲ့ဘုန်းကြီးတခြားမှာလေ့လာထားတဲ့ဘဟုတုတ္တတွေရှိတယ်အဲ့ဒါနည်းနည်းဖြည့်ပြီးတော့ပြောချင်ပါတယ်နော်အခုခေတ်လူတွေမှာ depression ဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေသူတို့ရဲ့ amygdala overreactive ဖြစ်နေတယ်အဲ့တော့ဒီ amygdala က depression တစ်ခုတည်းကိုဖြစ်စေတာမဟုတ်ဘူးနော်သူကဘယ်လို emotion ကိုဖြစ်ဖြစ် over ဖြစ်သွားစေတယ်ပျော်ရင်လည်းအယူလိုပျော်တတ်တယ်စိတ်ညစ်ရင်လည်းအယူလိုစိတ်ညစ်နေတတ်တယ်အခုခေတ်လူတွေဟာ brain ကို stimulate လုပ်နေတာများလွန်းနေတယ်လို့ဘုန်းကြီးထင်ပါတယ်နော်ဘုန်းကြီးတို့ခေတ်ကစာအုပ်ပဲရှိတယ် radio television မရှိဘူး radio တော့အမှန်တန်ရှားပါတယ်နော် internet ဆိုတော့ကြားတော့မကြားဘူးသေးဘူးပေါ်လည်းမပေါ်သေးပါဘူးစာအုပ်လောက်ပဲရှိတာဟုတ်ပြီးတော့လူနေတယ်ဘယ်နေရာတော့သွားလူနည်းနည်းလေးရှိတယ်ကားဆိုတော့လည်းအမှန်တန်နည်းပါတယ်တော့တဘာဝတစ်ပင်တွေအမှန်တန်များတယ်ဥယျာဉ်တွေများတယ်လူတွေကအိမ်ချအကျယ်ကြီးတွေနဲ့နေကြတယ်အခုခေတ်ကခြံတွေကိုပိုင်းနဲ့နောက်ဆုံးကျတော့အင်ဂျင်ထိနေတယ်ပိုင်းစီကနောက်ထပ်နေရာ space ကမရှိတော့ဘူးတော့ကျဉ်ကျက်တဲ့ environment မှာနေရတယ်နော်မြင်ရတာတွေကလည်းတနေ့ကုန် non stop မျက်စိတွေဝင်လာတယ်နားတွေဝင်လာတယ်ဟို signal တွေအမျိုးဆုံးလာတယ် message တွေအမျိုးဆုံးလာတယ်အဲ့လိုမှမရရင်ကိုယ့်အကူနားထဲထည့်ပြီးတော့တုံချန်ကျဲလိုက်တာ rap ဆိုတာဘုန်းကြီးတိမခံနိုင်ဘူး rap ဆိုတာယူသွားလိုက်မယ်ကိုယ် brain ကို stimulate လုပ်နေတယ်ကြာတော့အဲ့ဒါအကျင့်ပါသွားတယ်အဲ့လိုလူတွေကတနေ့မှ depression ဖြစ်တယ်ဘာလို့လဲဆိုတော့အခုချိန်မှာငယ်သေးလို့ပျော်တဲ့လူကပိုပျော်တယ်နော်ပြီးတော့ချစ်တယ်ဆိုရင်လည်းသူတို့ကတကယ်အခြေယူတော့တာပဲ over ဘုန်းကြီးတို့တော့နည်းနည်းသတိထားရတယ်ဖြစ်ပါမလားအခုခေတ်ကတော့တိတ်မစင်စားတော့နော်ချစ်လိုက်တာပဲအဲ့တော့ဘာဖြစ်ဖြစ်ရှေးတုန်းကလူတွေကဖြည်းဖြည်းအေးစစ်စစ်လုပ်တတ်တယ်ချင်းလုပ်တတ်တယ်အဲ့လိုငကိုတဲ့ကဘယ်လိုအကြောင်းကြောင့်မှဖြစ်ဖြစ်နော်အပျော်လွန်တဲ့လူပဲဖြစ်ဖြစ်သူ့ရဲ့ amygdala ဟာ overreactive ဖြစ်နေတယ်အဲ့လိုလူဟာတစ်ချိန်မှာနည်းလေးစိတ်မြင့်စရာပေါ်လာရင်ဘာဖြစ်မှန်းထင်တော့အဲ့ဒါ over ဖြစ်သွားတာပဲကြာရင်သူတကယ်ပဲ depression ဖြစ်သွားတယ်အဲ့တော့ပျော်လွန်းတာလည်းမကောင်းပါဘူးနော်ဒါပေမဲ့အေးချမ်းလေးပျော်တဲ့နည်းရှိတယ်အမတန်ကျဉ်းနာပြီးကြည်နူးနေတယ် excited ဖြစ်တာမဟုတ် joy happiness real happiness peacefulness နဲ့တွဲနေတဲ့ happiness တမျိုးအဲ့ဒါတရားထုတ်ရပါတယ်အဲ့တော့တရားအထုတ်တဲ့အကျင့်ရနေတဲ့လူဟာကျန်တဲ့အချိန်မှာလဲသူအလကားနေနေပြောနေတယ်နော် happy without any reason ခုနဒေါက်တာပီတာပြောသွားတယ်လို့ပဲနော်အကြောင်းပြစရာမရှိဘူးဘာဖြစ်လို့လဲသူအဲ့ဒါအကျင့်ပါနေတယ်သူ mindfulness ကအမြဲတမ်းအကျင့်ပါနေတော့သူ mood က positive မှာပဲရှိနေတယ် negative ဘက်ကိုသွားဖို့အမှန်တန်ခဲရင်လည်းရောက်သွားရင်လည်းကြာမနေဘူး positive ဘက်ကိုပြန်လာတယ်In adolescence, mindfulness reduces symptoms of anxiety, depression, and somatic distress, and increases self-esteem and sleep quality. Adolescence ra behavior ko pura le. Se jo te lok thina no. Adult lo mo khon nai ne bu no. Hob bi. Ai lo yuel ma mindfulness ko lo la shi anxiety ne twa de. အခုခေတ်လူငယ်တွေမှာကလေးတွေမှာ anxiety တော်တော်များတယ်ဘာလို့ဆိုတော့သူတို့ environment မှာသူတို့ secure မဖြစ်ဘူးသူတို့ trust အင်တာနည်းတယ်တတိနဲ့သွားတော့တခုခုတယောက်ကကိုယ်ကိုလုပ်လိုက်မယ်တယောက်ကိုတယောက်မယုံရဘူးဘုန်းကြီးတို့ငယ်ငယ်တုန်းက environment မှာတရက်ကွက်လုံးကဆွေမျိုးကြီးလိုဖြစ်နေတယ်ကိုသားသမီးသူ့သားသမီးအကုန်လုံးဆောင်ရှောက်တယ်မဟုတ်တာမသိတော့လို့ရင်ဘသူမစိုးဝင်ပြောတယ်မိဘတွေကတခါလေအကြောင်းတစ်ခုအကြောင်းတခြားကိုသွားရင်အင်းနီနာချင်းကိုမှားခဲ့တယ်ကလေးတွေနည်းနည်းကြည့်ပေးထားနော်အဲ့ဒါဆိုရင်ရိုးကြီးုံနေမကောက်ဘူးနော်ထမင်းစားချိန်တိုင်အင်းနေချင်းကထမင်းအစင်းနဲ့လုပ်ပေးတယ်စားရတယ်နေမကောက်ရင်အားလုံးဝိုင်းပြုစုတယ်အင်းနေချင်းဘုန်းကြီးကိုယ်တိုင်အဲ့ဒါအကျင့်ပါနာအဲ့ဒီအကျင့်ပါတဲ့ထက်မှာတခုကဘာလဲဆိုတော့ဘုန်းကြီးငယ်ရတဲ့ကလေးချစ်တယ်အဲ့တော့ကိုရက်ွက်ထက်မှာကလေးတယောက်မွေးတယ်လို့ကြားရင်အဲ့ဘုန်းကြီးစောစီသိထားပြီလားကလေးတယောက်မွေးတယ်
ချက်ချင်းတော့သွားလို့မဖြစ်သေးဘူးဆိုမိနေတဲ့ကလူတွေ့မခံပဲဘူး infection မှာကြောက်လို့ထင်ပါတယ်နော်သူ့နေရာမှာသူနေတယ်နောက်ခဏခဏအဲ့ဒီအိမ်ကိုသွားပြီးတော့ကလေးကြည့်ခြင်းလို့ပါတော့ပြောတယ်သူတို့ကြည့်ပြခြင်းတဲ့ချိန်ကျရင်ကလေးလေးထုတ်ပြတယ် oh another wonderful human being ဒီကလေးကိုတိတိကျကျသာစကားပြောရင်ဒီကလေးဟာတော်တော်အသိဉာဏ်ရှိလူဖြစ်လာမယ်ကလေးတယောက်အသိဉာဏ်ရှိဖို့ဟာစကားပြောဖို့လိုတယ်စာသင်ဖို့မလိုစာအသက်ကြီးမှတင်တာပိုကောင်းပါတယ်ဘုန်းကြီးကိုယ်တိုင်ရှင်းနေလောက်ကြာမှသင်ရတာတော်တော်ကံကောင်းတာပါစကားပဲပြောလာတာပုံနေပြောတယ်အဲ့တော့ကိုယ်အသိဉာဏ်ကိုပွင့်လာအောင်ဆွေးနွေးပေးမယ်ကိုယ်တကယ်သိချင်တာကိုပြောမယ်သူပဲလို့တယ်မသိချင်တာတွေအတင်းချက်ခိုင်းတာမှတ်ခိုင်းတာကလေးကိုနှိမ့်ဆက်တာကလေးရဲ့ brain ကိုဖျက်ဆီးပလိုက်တာအဲ့တော့အဲ့ဒီကလေးလေးကိုကြည့်ပြီးတော့ချစ်နေရောနောက်ခဏခဏသွားကြည့်ပြီးတော့ကလေးလေးချီခြင်းလို့နော်ချီလို့ရမလားအဲ့တော့အနည်းနဲ့ကြက်နေအောင်ထုတ်ပြီးတော့အထုတ်ကလေးလုပ်တော့ပေးတယ်အထုတ်ကလေးဆိုတော့ကန်လို့လွယ်တာပေါ့လေပြုံးမကြအောင်ကလေးလေးချီရချီကလေးကဘုန်းကြီးကိုကြည့်နေသဘောတွေကြာနေcontact ရနေအဲ့ဒီကလေးကြည့်လိုက်ရင်ဘုန်းကြီးကလေးတွေပုံပြောတာပဲ။ကြောင့်ဘုန်းကြီးရက်ွက်တဲ့ကလေးတွေဟာသူတို့တော်တော်ကြီးတဲ့အထိဘုန်းကြီးတက္ကသိုလ်သွားတဲ့အထိသူတို့တပတ်မှ3 လချိန်ပုံပြောတယ်။စာရီဖတ်ပြီးတော့ဒီစတိုရီတွေပြောတခါလေးလည်းပြောစရာမရှိချမ်းဖန်ပြီးလောက်ချန်ပြီးပြောရတာပဲ။အမှန်တန်ပြောပါတယ်။အဲ့တော့အခုကလေးတွေကြည့်ရင်သူတို့မှာဒီ anxiety တစ်မျိုးရှိတယ်လူကိုမယုံတဲ့စိတ်ရှိတယ်။လူစိမ်းဆိုရင်တန်ကြောက်တယ်အဲ့တော့ကလေးတွေမှာ anxiety worry depression ဖြစ်နေကြပြီတဲ့ငယ်ရွယ်နဲ့ depression ဆေးတောင်းနေကြရပြီစိတ်မကောင်းလိုက်တာနော်ပြီးတော့ဒီ mindfulness လို့ရှိရင် increases self esteem နော်ကိုတန်ဖိုးထားတဲ့စိတ်ချစ်တဲ့စိတ်ယုံကြည်တဲ့စိတ်ဖြည့်ပြီးပြောလိုက်ရင်နော် confidence အများကြီးတက်လာတယ် self confidence အများကြီးတက်တယ်တော့ဒီကလေးလေးတယောက်ကို mindfulness သင်လို့ရမလားဆိုရပါတယ်ဒါပေမဲ့သူ့တော့အနိစ္စဒုက္ခအနတ္တတွေယုတ်တရားနံတရားတွေတော့မပြောပါနဲ့ဘုန်းကြီးဘယ်လိုလုပ်ခဲ့တယ်လဲဆိုတော့စားစရာလေးတစ်ခုပေးတယ်သူကလေးကစားစရာလေးစားတယ်နော်ဘာရတာရှိလဲပြောစမ်းပါချိုးတယ်ဟုတ်ပြီချိုးတယ်နောက်တစ်မျိုးရှိသေးတယ်ဘာရှိလဲပြောစမ်းပါဆိုနည်းနည်းလေးချင်တယ်တဲ့ဟုတ်ပြီအဲ့ဒါချိုးလဲပါတယ်ချင်လဲပါတယ်လက်မော်ကြီးစားကြည့်ချိုးလဲချင်လဲချင်အဲ့လိုပေါ့သူ့ကိုအာယုံစိုက်ခိုင်းတာ pay attention to the taste တော့အရသာရှာမှာပေါ်နေတာကိုသိနေရောမရဘူးလားရတာပဲအဲ့တော့သူနားလေလောက်တဲ့ကိစ္စလေးသူလုံနေတော့တဲ့ကိစ္စလေးနဲ့သူ့ကိုသတိထားတတ်တဲ့အကျင့်ရသွားအောင်သင်ပေးတာပဲအဲ့ဒါလည်းပြောရင်အင်တန်ရှည်သွားမှာပါဘုန်းကြီးပညာရေးကိုအင်တန်စိတ်ဝင်စားပါတယ် depression and anxiety often coexist သူတို့နှစ်ခုကတွဲနေတတ်တယ် depression ဖြစ်တဲ့လူက anxiety လည်းဖြစ်တယ်မှန်တယ်အဲ့ဒါ so it is important to find approaches that are therapeutic for both တခုတည်းကိုကွက်ပြီးကြည့်လို့မရဘူးเนาะနှစ်ခုစလုံးတက်တာအောင်လုပ်မှရမယ် mindfulness seems to do that တတိနဲ့နေတာဟာအဲ့ဒါကိုလုပ်ပေးပါတယ်အဲ့တော့တတိနဲ့နေတာတနေ့လုံးမကြပြန်လုပ်မှာတနားရီမှာ2 မိနစ်3 မိနစ်လောက်တနားရီမှာ2 မိနစ်3 မိနစ်လောက်ကနေစကြည့်ပါနော်ဘုန်းကြီးဗမာပြည်မှာစာအုပ်လေးတုပ်ရဘူးလေစက္ကန့်300ဘာဝနာစက္ကန့်300ဘယ်မိနစ်လဲ9 မိနစ်နော်စက္ကန့်300ဘာဝနာအဲ့စာအုပ်လေးဖတ်ကြည့်တော့ကောင်းလိုက်တာအဲ့တော့လူတွေကပြောမှာပေါ့စက္ကန့်300လောက်နဲ့9 မိနစ်လောက်နဲ့ထိုင်လို့ဘယ်ညာအဆင့်ကိုရမလဲဘာညာအဆင့်မှမရဘူးအဲ့ဆိုဘာရမလဲဂိထားတတ်တဲ့အလေးချင်းလေးရလာမယ်စိတ်ကိုပြစ္ဆုတ်ပံကိုပြန်ခေါ်တဲ့အချင်းလေးရလာမယ်အဲ့ဒါအရေးကြီးဆုံးပါနော်ကဲဒီလောက်နဲ့ဒီနေ့တော့ရမယ်ပြောစရာမကုန်သေးဘူးနော်ဒါပေမဲ့လူရင်းတော့ရောက်သွားပြီလို့ဆိုပါမှာ
ခလောက်ပြောချင်တယ်တယောက်10မိနစ်စီတော့ရ10မိနစ်ဆိုရင်လည်းတော့မဖြစ်စက္ကန့်60ဒီကရရမယ် ပြီးတော့ကိုပြပါဗျာ ဒီအရင်ဒီလာဘူး ငါ့ဘောကပထမဆုံးခောက်ပါ ပထမဆုံး ဒီမှာ အဲ့လိုသင်လုပ်ပေးလိုက်တာ ဒီမှာ သင်မှာဘယ်လောက်ကြာလဲ 9နှစ်ရှိပါပြီဗျာ ငါလည်းဆိုတော့ကြာ ဘုံအချိန်နည်းနည်းရမယ်ဆိုဒီကတိုင်းမှာပေါ့ PT ဝိစာလာပေါ့အဲ့နေရာလေးနည်းနည်းတော့အချင်းတို့ပြပြပြ ချင်းကနည်းနည်းတော့လည်းစကားမပြောဘူး။ကမ္မတန်တင်နေတယ်။ပြီးတော့ဝိစာရပိဋိတုကအကျင့်တရားဆိုရင်၅ပါးရှိတယ်။ပထမဆုံး ဒီမှာဗျာအဲ့ပထမဆုံးပြီးတော့လူနည်းနည်းလုပ်ဖို့ပါဗျာအဲ့ဒါ ဟိုလုပ်ဖို့ဆက်လုပ်နေတာ ဒီမှာ ။ရေးကြီးဆုံးဆက်လုပ်ဖို့ ဒီမှာ ။ကတိုင်းဆိုတော့စာအုပ်ထရအတိုင်းတော့စူးစမ်းပြီးလုပ်ကြတာပေါ့နော်။ခုနကဘုန်းကြီးပြောသလိုပဲ။ဘုန်းကြီးလေးမြန်မာထိုင်နေတော့ရှိတဲ့မှာ steel button လေးတခုပြတယ် ဒီမှာဗျာ ။ဘုန်းကြီးအဲ့ဒါပဲထိုင်ကြည့်။အဲ့ဒါတော့တူတူလေးဆိုတာကတိုင်းဟုတ်ဆိုတော့ဒီလောက်ရှိရမယ်ပြောတာဘူး။ဒီငယ်ငယ်လေးဆိုရပါမလား။ရပါ ဆက်ပါ အရေးကြီးတာပါလေကိုယ်စိတ်ကအဲ့မှနေဖို့ပဲအဲ့တမာရီကောင်းလာမှဝိတက်ကိုမြင်ရတယ်ဝိစာရကိုမြင်ရတယ်မြင်ရမှတော့အလိုလိုမြင်ရမှာမမြင်ရဘဲနဲ့သူ့ပဲလို့မရအောင်ငါဝိတက်ကိုပယ်လိုက်မယ်ဆိုပြီးလို့ မရအောင် ဝိတက်ကိုမြင်ရမှကျင်းနေဝိတက်ကစိတ်ကိုနည်းနည်းလှုပ်စင်သူမရှိရင်ကိုယ်ကငြိမ်သွားမှာပဲအဲ့တော့ဝိတက်ဖြစ်တိုင်းကြည့်နေကြာရင်သူကသူငြိမ်သွားတယ်ကိုကတမင်တကာသူ့ကိုငြိမ်သွားအောင်လုပ်ဖို့မလို့ပယ်ဖို့မလို့ဘုန်းကြီးအဲ့ဒါတွေစမ်းကြည့်ဖို့ပါတယ်တကယ်သိရင်သူ့အလိုလို ပြင်းကြီးမှာ ငြိမ်သွားပါတယ်အဲ့တော့သိဖို့ပဲလိုပါတယ်ပထမတစ်ခုကိုပဲသိဖို့ကြိုးစားပါအကုန်လုံးသိဖို့မကြိုးစားပါနဲ့ထင်တော့မလွယ်ပါဘူးသိလို့ရတာတချို့ကတော့ဥမာဧကဂတလို့ခေါ်ကြတဲ့သဘောပေါ့နော်စိတ်ကငြိမ်သက်သွားတယ်အဲ့ဒါတကယ်ခံစားလို့ရနေတာဟုတ်တစ်ချက်ဘာတွေးမှမရှိတော့လူကပေါ့သွားတာခေါင်းထဲမှာပေါ့ရှင်းအတွေးမရှိတော့အတွေးမရှိရင်ဧကဂတပဲ ဒီကိုလုံးအေးပြီးတော့ဗျာငိမ့်တော့ပါ အပိဋိပတ္တိရဲ့လက္ခဏာတွေပဲဟုတ်ပါတယ် အဲ့ကျတော့မရဗျာအဲ့တော့ပဲပါ အဲ့လောက်ရတယ်ဆိုရင်ကိုတန်တော်လာပါပြီအဲ့လောက်ရတယ်ဆိုရင်ကို depression မဖြစ်တော့ပိဋိပတ္တိက depression ရဲ့ပြောင်းပြန်မယ် depression ဖြစ်နေတဲ့လူကဘယ်လိုနည်းနဲ့မှပိဋိပတ္တိကိုမခံစားရဘူးပြောစရာအချိန်လည်းသိမရတော့ဘူးเนาะဒီနေ့တော့ဒီလောက်နဲ့တော့လောက်ပါပြီသမီးလေးကအိတ်သွားပြီလား ရှိရလူတွေကကျတော့ပြီးတော့နောက်ကတော့